Hello ပဲမင်္ဂလာပါမြန်မာပြည်အနေနဲ့ရကနေပြီးတော့ဒီ podcast လေးကိုကြည့်နေတဲ့တာကြီးဝန်ဒနာစင်ကြီးကိုများအလုပ်လဲမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခေါ်ဆက်သချင်ပါတယ်ကျွန်တော်တို့ဒီ co-fight တိုက်ကြည့် industry ကပေါ့နော်ဟိုအရင်ခေတ်နဲ့အခုခေတ်ဆိုလို့ရှိရင်ဟိုတဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်ပြောင်းလဲလာတယ်တိုးတက်လာတာလေးလည်းရှိသလိုဆွေးလာတာလေးလည်းရှိရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အရင်တစ်ခက်ကဒီ senior ချစ်သမားကြီးတွေကဒါသူတို့ဘဝဖြတ်သန်းမှုတိုက်ကျင်းနဲ့ပတ်သက်ပြီးတော့ဘဝဖြတ်သန်းမှုကိုသူတို့အနေနဲ့ဟိုမှတ်တမ်းတွေသမိုင်းတွေမချန်ထားခဲ့ဘူးပေါ့အခုမှန်လားပေါ့မရှိခဲ့ဘူးဟိုတိတိကျကျဘာမှမရှိခဲ့ဘူးဟုတ်တော့ဒီခေတ်လိုလဲဖုန်းတွေ recording လုပ်နိုင်တဲ့ဗီဒီယိုတွေအဲ့ဒါလည်းဒီလိုမပေါ်ဘူးလေဟုတ်ကဲ့မပေါ်တော့ဒါတွေကဘာမှတန်မှမကြံခဲ့ဘူးဟိုပါဇက်ရဆိုရင်လို့တန်းသာကြီးလို့လည်းပဲပြီးသွားတာများတယ်လေဟုတ်ကဲ့အဲ့လိုပေါ့ဆိုတော့ကျွန်တော်တို့အရင်ခက်ကဘာသမိုင်းမှမချန်ထားခဲ့တော့ကျွန်တော်တို့ကဒီခက်မှာပေါ့ဒီတိုက်ကျင်းတဲ့သမိုင်းရဲ့အရေးပေါ်မှုတွေကိုဟိုကျွန်တော်တို့ကနောက်မျိုးဆက်နောက်ထပ်ကြည့်ဝန္ဒနာရှင်အသေးသေးတွေကိုဘယ်လိုပြောမလဲလေ့လာလို့ရအောင်ကြည့်လို့ရအောင်ဆိုပြီးတော့ဒီ podcast လေးကိုလုပ်ချင်းဖြစ်ပါတယ်ဒီ podcast လေးထဲမှာကျွန်တော်နဲ့ဒီဖေကဒါဆရာကိုမြင့်နေဦးမော်လမြိုင်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့မြော်ယူခြေလောကမှာမသိတဲ့လူကလည်းမရှိသလောက်ပါပဲဆိုတော့ဒီကျွန်တော်ကဒီဆရာကိုမြင့်လေဦးနဲ့ဟိုကျွန်တော်ကဒီအမေးဖြေလေးတွေကိုကျွန်တော်လှုပ်ပေးသွားမှာဖြစ်ပါတယ်ဒီတိုက်ချင်းနဲ့ပတ်သက်ပြီးတော့ဟိုအရေးကြီးတဲ့ဟိုကော့တက်အကြောင်းအရာလေးတွေကိုခေါင်းစဉ်တစ်ခုချင်းစီခွဲပြီးတော့မှကျွန်တော်ကဒီမေးခွန်းလေးတွေမေးသွားပေးမယ်ဒီဘက်ကဆရာကိုမြင့်လေဦးကနေပြီးတော့မှပြန်ဖြေပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာလေးတွေကိုအရင်ကျွန်တော်ဖတ်ပြပေးမယ်ပေါ့နော်ဒီတိုက်ကြီးပေါ့နော်ဒီ bleeding industryဒီတိုက်ကျစ်လောကကိုကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဒီအရင်ဆုံးနားလည်အောင်ဟိုနားလည်အလွယ်လေးနားလည်ဝါစေဖို့အတွက်ဒီအကြောင်းအရာလေးတွေဟိုနားလည်လွယ်တဲ့အကြောင်းအရာလေးတွေရှိရပေါ့နော်ဒါကြတော့ဘာလဲဆိုတော့ bleedy ပေါ့ bleedy ဆိုတာကြည့်ရသားဖောက်ခြင်း bleedy အဲ့လိုသားဖောက်လို့ရလာတဲ့ကြစ်တွေကိုဟို growy ပေါ့ကြည့်အရွယ်ရောက်တဲ့အထိမွေးမြူတဲ့ဟာရှိမယ်အဲ့ဒီအရွယ်ရောက်လာတဲ့ကြစ်တွေကိုကျွန်တော်တို့ conditioning လို့ခေါ်တယ်ပေါ့နော်သူတို့ကျွေးမွေးပြုပြင်ပြီးတော့နောက်ဆုံးဒီ fighting ပေါ့fighting sport ပေါ့နော်ဒီဝိုင်းထဲမှာသွားပြီးတော့သွားတိုက်ရတာရှိမယ်အဲ့ချိန်မှာ gambling ဆိုတာပါလာမယ်ပေါ့လောင်းကစားဆိုတာပါလာမယ်နော်အဲ့ဒါတွေရယ်နောက်ပြီးတော့ဒီတိုက်ကြီးတွေအပေါ်မှာလူတွေจิตသမားတွေလူတွေကဘလို့စိတ်မျိုးထားသိလဲဆိုတော့ဟိုဘလို့ပြောမလဲဒါ human mindset and psychology ကိုချိကင်ပေါ့နော်တိုက်ကြီးတွေအပေါ်မှာထားထိုက်တဲ့စိတ်ထားမျိုးတွေအကြောင်းကိုအဲ့ဒါလည်းပါမယ်နောက်ပြီးလို့ရှိရင်ဟိုပါပေါ့ဒီကျွန်တော်တို့ဒီချစ်တွေကိုအယောင်းဝယ်လုပ်တဲ့နေရာမှာနှမျိုးရှိတယ်ပေါ့နော်မျိုးရိုးတွေနဲ့online ပေါ်မှာအယောင်းဝယ်လုပ်တာတွေရယ်မျိုးရိုးတွေကိုဟိုပေါ်ပြပြီးတော့ online ပေါ်မှာအယောင်းဝယ်လုပ်တာတွေရယ်ဒီတိုင်ဝိုင်းထမ်းမှာကျက်နှကောင်ခေါ့နေတာကိုကြည့်ပြီးတော့အမြင်အတွေ့ဝယ်ပြီးတော့မှကျွန်တော်တိုက်ရတဲ့ဟိုကြေးမြများတိုက်ရတဲ့ line တွေရှိရပေါ့နော်အဲ့ဒါရယ်ဒီအမြင်တွေ့ဝယ်တိုက်ခြင်းပေါ့နော်အဲ့ဒါရယ်နောက်ပြီးတော့ရှိလို့ရှိရင်ဒီတိုက်ကျင့်နဲ့ဖောက်ကျင့်နဲ့မတူညီတဲ့အကြောင်းအရာတွေရယ်ဒီခေါင်းစဉ်ရယ်ပေါ့နော်ဆိုပြီးတော့YC ကန်နဲ့ကြည့်ရွေးချယ်ခြင်းအကြောင်းလည်းပါမယ်ဒီကြစ်တိုက်တယ်ဆိုတဲ့ဟာနေရာဒေသမြန်မာပြည်မှာလည်းတနေရာနဲ့တိုက်ရတဲ့စီကန်တွေမတူကြဘူးပေါ့နော်အဲ့ဒီ YC ကန်တွေရယ် YC ကန်နဲ့ပတ်သက်ပြီးတော့ဒီကြွရွေးချယ်မှုအပိုင်းလေးတွေရယ်ဒါလည်းပြောသွားမယ်နော်နောက်ပြီးလို့ရှိရင်ဒီဟိုပါပေါ့ဒီချစ်တိုက်တယ်ဆိုတဲ့ဟာမှာကျွန်တော်တို့မှာဝိုင်းတိုက်တွေရှိတယ်ဒီချစ်ကိုလာတိုက်တဲ့လူတွေရှိတယ်ပေါ့နော်ဒီချစ်တိုက်တဲ့လူနဲ့ဝိုင်းတိုက်တွေရဲ့သဘောတရားလေးတွေကိုလည်းပြောသွားမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဝါသနာပေါ့နော်တိုက်ချစ်ကိုလှုပ်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့အပေါ်ယံလေးလှုပ်လို့ရှိရင်လည်းဒီအပေါ်ယံလေးလှုပ်လို့ရှိရင်လည်းအပေါ်ယံလေးပဲပေါ့နော်ဒါပေမဲ့အပေါ်ယံလေးမဟုတ်ပဲနဲ့ဒီဟာကိုကျွန်တော်တို့ကစီးပွားရေးတစ်ခုလို့professional အလုပ်ကိုင်တစ်ခုလိုမျိုးလောက်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အထားတွေကိုအချိန်ပေးရတယ်အဲ့လိုအချိန်ပေးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့မှာဒီကြက်ကိုပဲအမြင်နဲ့အချိန်ပေးနေတဲ့အတွက်နောက်မှာလူမှုရေးsocial မှုတွေစီးပွားရေး social မှုတွေအဲ့ဒါလေးတွေရှိရပေါ့နော်အဲ့ဒါလေးတွေအကြောင်းလဲဆွေးနွေးပြီးတော့မှဖြစ်တယ်ပေါ့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အချစ်ဆက်ချင်းလောက်ကိုအခြေခံပြီးတော့မှဒီ podcast မှာဆွေးနွေးသွားမှာပေါ့နော်ဟုတ်ကဲ့အခုညီလေးသိကျင်လာရှိမေးဟုတ်ကျွန်တော်တို့ဒီတိုက်ချင်းနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်အရင်ဆုံးမေးချင်တာပေါ့နော်ဒီတိုက်ချစ်ကိုဆိုလို့ရှိရင်ဒီချစ်လောကရဲ့အပြင်ကလူတွေကြတော့တမျိုးမြင်ကြတယ်ပြီးလို့ရှိရင်ဒီချစ်လောကထဲကလူတွေဒီချစ်သမားတွေကိုယ်တိုင်ကလည်းဒီနေရာဒေသမတူဘူးဟိုတယောက်နဲ့တယောက်လည်းအမြင်တွေမတူကြဘူးပေါ့နော်ချစ်ဖို့ပေါ့နော်တိုက်ချစ်ပုံမှာပေါ့တလိษံတကာပုံမှာလူတယောက်ရဲ့အမြင်ပေါ့အတူဟုတ်အဲ့တော့ဘ
professional จิตသမားတယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တိုက်ကြည့်တွေပုံမှာဘယ်လိုစိတ်ထားမျိုးထားသင့်လဲဆိုတဲ့ဟာအရင်မေးခြင်းတယ်ကို တိုက်ချက်ကတော့ဟိုကျက်နှက်ကောင်တိုက်လို့ရှိရင်ကွာဝိုင်းထဲမှာတကောင်တော့နိုင်မယ်တကောင်တော့ရှုံးပါပဲဟုတ်လားများသောအားဖြင့်လူတွေကနိုင်တဲ့ချက်ကိုချက်ကောင်းလို့တော်တော်များသတ်မှတ်တယ်ဒါပေမဲ့နိုင်တဲ့ချက်တိုင်းမကောင်းဘူးကံတရားကြောက်ဆိုလည်းကောင်းကျမ်းမာရေးကြောက်ဆိုလည်းကောင်းအကြောင်းမျိုးမျိုးကြောက်သူနိုင်သွားတာရှိတယ်ဟိုတချို့ကအရှုံးကိုလက်မခံနိုင်တဲ့လူတွေပေါ့ကွာချက်ရှုံးသွားပြီဆိုရင်ဒါကိုလက်မခံနိုင်ဘူးအမှန်မှာတို့အဲ့ဒါပြောမှဆိုရင်တိုက်ချက်ရဲ့ချက်တိုက်တဲ့ချိန်မှာလူတွေကဘာတွေပါလာလဲဆိုတော့ပတ်စံတွေရောမာနတွေရောတိတ်ခါတွေရောအတ္တတွေပါလာတာပေါ့ကွာဟုတ်ကဲ့ငါဟာပဲဖြစ်စေခြင်းနဲ့ငါဟာပဲနိုင်ခြင်းနဲ့အဲ့လိုရှုံးသွားတဲ့ခါကြပြန်တော့လေကြက်ကိုဟိုပြိုင်ပွဲတစ်ခုမှရှုံးသွားတဲ့တရဝါတကောင်လို့သဘောမထားဘူးဒီကြက်ငါ့အကျိုးမပေးဘူးဒီကောင်ငါလုံးငါဆောက်ချက်ကွဲတယ်ဒါမျိုးတွေပေါ့ကြက်ပုံအဖြစ်ပုံတယ်ဟုတ်ပြီကြက်ရှုံးတာကိုဘယ်လိုသဘောထားလဲကြက်ပုံမှာအဲ့ဒါကြက်စမွေးတဲ့ကနေစပြီးတော့ငါဒီကြက်ပုံမှာဘယ်လောက်ထိပေးဆက်လိုက်လဲသူ့ကိုလွယ်လွယ်ပြောရင်ကွာခွတ်နိုင်ခံနိုင်အောင်သူကျမ်းမာရေးကောင်ငါဘယ်လောက်ထိသူပြုစုတာလဲဘယ်လိုမွေးယူတာလဲအဲ့ဒါတွေကိုကိုပြန်မသုံးတတ်ဘူးမသုံးတတ်ပဲနဲ့ရှိသလောက်အပြစ်ကိုအားလုံးကြက်ပေါ်ပုံတယ်ဒါဗမာပြည်ကြက်သမားထဲမှာ100မှာ80လောက်ကအဲ့ဒီသဘောထားကြတာဟုတ်ကဲ့အဲ့ဒီဟာမှားနေတယ်ဒီကြက်တကောင်ကပြိုင်ပွဲတို့ကဗဇက်လေးနဲ့တိုက်တယ်ပတ်စံလေးနဲ့တိုက်တယ်ဒါပဲသူတို့ကအသက်လူပွဲထိုးရတာဟုတ်လားသူတို့ကဘယ်ရှုံးနေမှာသူတို့နိုင်နေတာပေါ့ဒါပေမဲ့သူတို့ကိုယ့်ထက်ပိုကောင်းရင်တော့လည်းကောင်းကိုယ့်ထက်ပိုကောင်းလို့ရှုံးရတဲ့အရှုံးတော့ကြက်သမားတိုင်းလက်ခံရမယ်ဒါကိုယ့်ထက်ပိုကောင်းလို့ကိုယ့်ထက်ပိုမကောင်းမဲနဲ့လူကြောင့်ရှုံးတဲ့အရှုံးဆိုရင်လူကြံလို့ရှုံးတဲ့အရှုံးဆိုရင်အပြစ်ကိုကိုယ်ဝန်ခံရမယ်။ तू ကအသက်လူပွဲတော့သူ့အသက်အကြောင်းရင်းပြီးကိုယ်ကိုလှုပ်ပေးနေကွာ။ကိုကအပြစ်လေးကြတော့ဝန်မခံခြင်းဘူး။ဒါကြက်သမားတော်တော်များများဒီဟာရှိတယ်။နောက်ကြက်တကောင်ကိုတိုက်တင်လားမတိုက်တင်လားကိုမဆုံးဖြတ်ဘူးတို့ကဟာ21ရက်မွေးမဲ့တိုက်မယ်။ဟို14ရက်မွေးမဲ့တိုက်မယ်။ဒါမျိုးတွေပဲတို့မှသွားကြတယ်။တမျိုးကြပေါ့ရှေ့ဒီတိုင်းသွားကြတော့ကွာ။ဟုတ်ကဲ့။အဲ့ဒါတွေကတော်တော်မှားနေတယ်ကြက်ပေါ်မှာ။ငါကြက်ဒီတိုက်ပွဲဝင်မှုအစင်းသေးဖြစ်ပြီလား။မဖြစ်သေးဘူးလား။အဲ့ဒါကိုဝေခွဲနိုင်မှုလို့လေကြက်သမားလုံးမဲ့ဆိုရင်ပေါ့လေဟိုကိုယ်တိုင်လည်းနားလေအောင်လုပ်ရမယ်ပြီးတော့ကြက်ပေါ်မှာလည်းကိုကဟိုတရိษံတကောင်လို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့တင်နန်းသားတယောက်လို့တော့လည်းကောင်းကိုယ့်ရဲ့သားသမီးဆိုတော့လည်းကောင်းအဲ့လိုပြုစုစောင့်ရှောက်မှုတွေလုပ်ရမယ်မလုပ်ပဲနဲ့ဟိုကြက်တိုက်လို့အဆင်မပြေဘူးကွာဒါဝေတိုက်တဲ့အဆင့်တို့ဟိုတန်းတိုက်တဲ့အဆင့်ကိုပြောတာနော်တန်းတိုက်တဲ့အဆင့်မဟုတ်ပဲနဲ့ငငယ်တွေကမွေးမယ်ဆိုရင်ဒီကြက်ကိုတော်တော် view ဆိုင်ရတယ်။ဘာလို့လဲကြက်တဲ့ကောင်ကထောက်လျှောက်ကျမ်းမာရေးကောင်မှာသူကတိုက်ချက်ဖြစ်တာ။ဟိုကိုမဟိုလိန်ဒီလိန်ဟိုချောင်းခိုးအိတ်ဒီချောင်းခိုးအိတ်တဲ့ကြက်တဲ့ကောင်ကဟိုအသက်အရွယ်ရောက်လာလို့သူကခွတ်တော့ခွတ်လိုက်မယ်ဒါပေမဲ့ဒီကြက်တိုက်ချက်မဖြစ်ဘူး။အဲ့ဒါကိုကြက်မွေးတဲ့လူကကောင်းကောင်းသိဖို့လိုတယ်။ဟာလားကောင်းကောင်းသိပြီးတော့ငါဘယ်လိုမွေးရမလဲဒီကြက်ကတိုက်တင်လားမတိုက်တင်လို့လားဆုံးဖြတ်မယ်။ဒါအားကစားသမားပဲသူက။အားကစားသမားတယောက်ကပန်းနာရင်ကြက်တယ်ဒုက္ခိတအားကစားပွဲဝင်ပြိုင်လို့အဆင်မပြေဘူးဟိုဒုက္ခိတပြိုင်ပွဲတွေတော့ရှိတာပေါ့ကွာဟိုဒီဒုက္ခိတတွေကိုမတန်ဆွမ်းတွေကိုပြောတာမဟုတ်ဘူးเนาะသူတို့တော့ပြိုင်ပွဲရှိပြီဆိုပေမဲ့အခုဒုတိုက်နေတဲ့ကြက်တိုက်တယ်ဆိုတာဟိုတန်ဆွမ်းတဲ့ဟာတွေပြိုင်တဲ့ပွဲအဲ့ဒီပွဲမှာကြမ်းကြမ်းမတန်ဆွမ်းကြက်တွေပဲတိုင်ဝမ်ရောက်တင်တယ်လို့ထင်တယ်အဲ့ဒါလူပေါ်မှာအများကြီးမူတည်တယ်အဲ့ဒီအဆင့်ကိုမလုံနိုင်ရင်ကြက်မတိုက်နဲ့ဒါပဲရှိတယ်ဟောလူများဒုက္ခပေးသလိုဖြစ်မှာလေဒါတွေကသူလည်းအသက်နဲ့ခန္ဓာကိုယ်နဲ့သွေးနဲ့သားနဲ့သူ့ကိုဒုက္ခပေးလို့ဖြစ်မှာပဲအဲ့ဒီအဆင့်တွေကိုမကြော်ဖြတ်နိုင်ဘူးမလုံနိုင်ဘူးရှင်းရှင်းပြောကိုယ့်အရေးချင်းမရှိမလုံနိုင်ကွာဒီအလုပ်တွေအဲ့ဒါအကောင်းဆုံးပဲစိတ်ချမ်းသာတယ်နောက်မလို့ရှိရင်ဟိုသူဝေလိုက်တဲ့ကြက်ပိုင်ရှင်လည်းစိတ်မကောင်းဘူးသူလည်းအဆင်မပြေဘူးစိတ်ထဲမှာဘယ်လိုမှအဆင်မပြေဘူးအဲ့ဒါမျိုးတွေပေါ့ကြက်ပေါ်မှာလည်းကိုမပေးဆက်ခြင်းဒီအလုပ်မလုံနိုင်အဲ့ဒါအကောင်းဆုံးပဲနောက်တစ်ခုထပ်ပြောချင်တာကြက်ကိုဘယ်လိုစိတ်ထားမှာဆိုရင်ကြက်တိုက်ခြင်းတဲ့လူတရားကတိုက်ကြက်ကိုလို့တိုက်ကြက်တကောင်တိုက်ကြက်လို့မွေးနိုင်မှာကြက်တိုက်အဲ့လိုပြောချင်တယ်ကိုကဟုတ်ကဲ့ပါဟုတ်ကဲ့ဒီဟာဆိုရင်တော့တော်တော်ပြည့်စုံပြီလို့ထင်တာပဲဒီမေကွန်းတော့လေဟုတ်ကဲ့ဒါဆိုရင်ဒါအချုပ်ပြန်ပြောပြန်ကျွန်တော်အနေနဲ့ပြန်သုံးသပ်ရလို့ရှိရင်ကိုကကြေးတကောင်ယူသွားပြီးတော့ပြန်ပဲမှသွားပြိုင်တယ်ရှုံးလာလို့ရှိရင်လည်းသူ့ကိုမပြိုင်ခင်တော့လို့ view site တို့လိုမျိုး view စုတို့လိုမျိုးရှုံးလာပြီးတော့အခြေကြတော့လည်းသူ့ကိုလိုအပ်တဲ့ facility လူတွေမှာဆိုဆေးရုံလုပ်ပေးရမှာပေါ့လုပ်ပေးရမှာလိုအပ်တဲ့ facility အပြည့်စုံကိုထားပေးရမယ်ဟိုပြစ်ရှုံးလို့ဖြစ်ထားတယ်ဆိုတော့သူ့အယုတ်ဆေးရုံတစ်ခုလိုမျိုးမစစ်ဆန်ပဲနဲ့ပေါ့မှန်တာပေါ့ဆေးရုံတစ်ခုလိုမျိုးမစစ်ဆန်ပဲနဲ့သူ့ကိုလည်းဟိုသွေးနဲ့သွားနဲ့ဟိုတလိဆန်တခါကလူသားတယောက်လိုမျိုးပဲသွေးပြီးတော့စစ်ဆန်တက်တယ်ပေါ့နော်မှန်တာပေါ့ तू ကပြိုင်ပွဲဝင်တဲ့လူတယောက်ပဲလေဟုတ်ကဲ့သူ့ကိုပြစ်တာလို့ရှိရင်
ဘယ်လိုလဲဒါတွေကကိုယ်ဟိုဒိုးမှပြောနေကြက်ကြမ်းစုတယ်ကြက်ကြမ်းစုတယ်ဆိုတာအဲ့ဒါတွေပဲလေအဲ့လိုတွေဖြစ်ကြတာပဲတနေ့ကိုဒီကောင်တွေကပြန်နှိမ့်ဆက်တာပဲမှန်တယ်ကိုကစေတနာအပြည့်ထားလို့ရှိရင်တနေ့အကျိုးပြန်ပေးတယ်ကွာတေးကြပါအဲ့ဒါမယုံမရှိနဲ့ငါအကောင်ကြီးအများကြီးစမ်းပြီးသွားပြီဒါတွေကဟုတ်ဆိုတော့အခုဒီခေါင်းစဉ်ကနေပြီးတော့မှဟောပေါ့နော်ကျွန်တော်ခေါင်းထဲမှာတွေးပြီးတော့တခုကဒီကျင့်သမားတော်တော်များများမေးကြတယ်ကျွန်တော်တို့မြန်မာပြည်မှာဟိုပေါ့အခုဒီတိုက်ကျင်းအောက်ကစားထောကားရဲဆိုလို့ဆိုရင်အနီးဆဆောက်ကြည့်လို့ရှိရင်ယူရီးယားထောကားတယ်ကျွန်တော်မြန်မာပြည်လည်းထောကားတယ်ဟုတ်တယ်ဒါပေမဲ့ဟိုမှာကျတော့တရားဝင်လို့ဖြစ်တယ်ကျွန်တော်စီမှာတော့တရားဝင်မဟုတ်ဘူးဆိုတော့ဘယ်လိုမျိုးမလဲဖော်ပြသူသိမှုတွေတော့ကွာတယ်ပေါ့နော်ဆိုတော့ခုနအခုပြောသလိုမျိုးจิตတကာကိုတိုင်ဝမ်ရအောင်ကျွေးမပြူရတဲ့ဟိုကိစ္စရက်ပေါ့နော်ကော်ဒီရှင်ကြီးပေါ့အဲ့ဒီမှာဒီမြန်မာပြည်ကကျေးဝါသနာရှိတော်တော်များများจิตသမားတော်တော်များများမေးကြတဲ့မိခိုးတွေရှိရပေါ့နော်တိုက်ကျင်းတကာဝိုင်းရအောင်ဘယ်လိုပြင်ရမလဲအဲ့လိုပေါ့ဆိုတော့ကျွန်တော်တို့တိုက်ကျင်းတကာဝိုင်းရအောင်จิตပြည့်မယ်ပေါ့နော်จิตပြည့်မယ်ဆိုတော့ကျွန်တော်တို့ကจิตကဥကနေပေါက်ပြီးတော့ဒီ10လ10လဆိုရင်သူအရွယ်ရောက်ပြီဟုတ်တယ်အဲ့တော့ကျွန်တော်တို့စားလေးပုံမူတည်တာပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကဒီ10လဒီဥကနေပေါက်ပြီး10လ10လအကြောင်းမပြောတော့ဘဲနဲ့ဒီ10လနဲ့တိုက်ဝဲထဲကိုအရွယ်ရောက်တဲ့အချိန်နဲ့တိုက်ဝဲထဲကိုရောက်တဲ့အကြောင်းပေါ့နော်အခုရဲ့အတွေ့အကြုံနဲ့ဟိုလုပ်ပြီးတော့ဒီကြီးစုနေတဲ့ဝါသနာရှင်ညီကိုလေးတွေကိုဟိုတိုက်ကျစ်တကောင်တိုင်ဝမ်ကိုရောက်အောင်ဘယ်လိုမျိုးဟိုစံနီးစနစ်တစ်ခုနဲ့ပြင်ရမလဲဆိုတဲ့ဟာမျိုးဟိုအခုနည်းနည်းလေးပြောပြပေးပေါ့နော်အဓိကကကျက်တကောင်တိုင်ဝမ်ဝင်ဖို့အဓိကကျမ်းမာရေးကိုကျက်ဒီကျမ်းမာရေးတောက်လျှောက်ကောင်မွေးနိုင်ရမယ်မွေးရမယ်ကျမ်းမာရေးကောင်းမှုဆိုတာသူ့ရဲ့အနေထိုင်အစားတောက်ရည်အစားပေါ့ကွာစနစ်တကျလေးဖြစ်အောင်ပေါ့နော်အဲ့လိုလေးတီကြလေးလို့အဲ့ဒါဆိုရင်ကျမ်းမာရေးကောင်းရင်နံပါတ်1ချက် okay ပါပြီနံပါတ်2ချက်သူ့ရဲ့ training သူ့လေ့ကျင့်ပေးရမယ်လေ့ကျင့်ဆိုတာတို့ခွက်လက်ချတာပေါ့ကွာတခါတည်းစားပုတ်တဲ့ကြက်တကောင်ကိုအကြံပေးကြတယ်တော့9မိနစ်10မိနစ်အောက်မှာပဲပေးပုတ်စီကြတယ်ဘာလို့ဆိုတော့ तू ကဟိုမခုတ်ဘူးမရက်ဘူးသေးတဲ့အတွက်တအားပေးခေါ်လိုက်လို့ရှိရင် तू join နေနာတာတို့အတောင်ကျိုးတာတို့အမိကျိုးတာတို့ဖြစ်တတ်တယ်အတောင်ကျိုးတာအမိကျိုးတာဆက်လို့ရပါမယ်အဲ့ဒီအရွတ်တွေနာသွားလို့ရှိရင်ပြန်မတက်တော့ဘူးအဲ့ကြက်ကဒီတစ်ပတ်ငါတို့ခွတ်တယ်နောက်တစ်ပတ်မခွတ်တော့ဘူးဆိုအဲ့ဒီအရွတ်နာသွားတဲ့ပြဿနာအဲ့ဒီကောင်ကသူ့ကိုဒုက္ခိတဖြစ်အောင်လုပ်လိုက်သလိုပဲတော်တော်ပြင်ရခတ်တယ်ဖြည်းဖြည်းချင်းကျင့်သွားကွာကျင့်တဲ့တောက်လျှောက်မှာလေခုနပြောသလိုကျမ်းမာရေးကောင်းအောင်အထူးကြီးဆိုင်အဲ့ဒါမင်းပဲကြက်တကောင်တသံနဲ့တက်ဝိုင်းတိုက်ဝိုင်းရောက်ပေါ်ကောင်း3ဘက်ရရင်တိုက်လို့ရတယ်ပထမတစ်ပတ်ကို10မိနစ်အောက်မှာရနောက်တစ်ပတ်ကို15မိနစ်30ရနောက်တစ်ပတ်ကိုမိနစ်40ရတကယ်ချက်ကျမ်းမာရေးကောင်းတယ်ကြက်သက်ကောင်းတယ်သူတအားခွတ်ချင်လာပြီဆိုအဲ့လိုနဲ့တိုက်ဝိုင်းမှာ3-4နိုင်ရောက်ရတယ်ကိုမွေးရကောင်းရတယ်အဲ့လောက်မွေးနိုင်ကိုရတယ်အဓိကမွေးဖို့ဆိုတာကကြက်တကောင်ကိုမမောအောင်ပေါ့မမောအောင်မွေးရမယ်မောတဲ့အဓိကအကြောင်းအရာကျမ်းမာရေးမကောင်းလို့ဒါကျမ်းမာရေးကောင်းတဲ့ကြက်ဆိုတော့အဲ့ကျမ်းမာရေးအကြောင်းမပြောတော့ဖဲလိုက်နော်ကြက်တကောင်ကအတွင်းစီအပြင်စီမရှိမောမမောဘူးအဲ့ဒီအစီကိုလုံးဝမရှိအောင်ကြွက်သားကြီးပဲဖြစ်အောင်မွေးနိုင်ရမယ်အဲ့ဒါအစားတော့ကိုယ့်ရဲ့လေ့ကျင့်ခန်းအဲ့ဒါတကောင်နဲ့တကောင်မတူဘူးကြက်တွေတချို့ဗမာကြက်တွေကဘယ်လိုမွေးရမလဲရိုးတွေကအဆက်တွေကပြားတွေကဘယ်လိုမွေးရမလဲအဲ့ဒါကတော့လေးတာယူပါမယ်ဟုတ်အသေးစိတ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါတွေအများကြီးရှောက်ပြောရင်လည်းပြီးမှာမဟုတ်ဘူးမှန်တယ်တစ်ခုချင်းကိုတိုင်တက်အောင်လေးလာသိကျင်လို့ရှိရင်လည်းအချိန်မျိုးမေးသိသလောက်ပြောပြရမှာအကောင်လုံးဆရာသားမချမ်းဘူးမှန်တယ်အဲ့ဒါတွေဒီထဲမှာကြာရင်တအားရှိသွားလိမ့်မယ်အဲ့ဒါတွေကြာအများကြီးပဲအခုဒီဒါကြစ်ပြင်းတဲ့အကြောင်းပြောပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ဒီဟိုပါပေါ့ဒီပြင်းကြစ်ပြင်းတဲ့အစိတ်အရွယ်ရောက်တဲ့ကြစ်အစစ်ကိုမရောက်ခင်ပေါ့နော်ဒီကြစ်တွေကိုမွေးဖောက်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေခံသဘောတရားလေးတွေအဲ့ဒါကြတော့ဥစားဖောက်တယ်ကနေပြောရမှာဖောက်ချက်ဖပေါက်ချက်မှတွဲတယ်ကနေပေါ့အဲ့ဒီကနေစပြောရမယ်ဖောက်ချက်ဖပေါက်ချက်မှတွဲတာကြက်တိုင်းကြက်ဖတိုင်းလည်းဖောက်လို့မရဘူးဟာငါဖေဝိုင်းမှာသိမ်းမလောက်နိုင်တာလေသိမ်းမ20နိုင်တဲ့ဘယ်နေရာနိုင်တာဒီကြက်ကဖောက်ချက်ဖြစ်ချင်မှဖြစ်တာမှန်တယ်မဖြစ်ဘူးဖောက်မဲ့ချက်ဆိုတာဒါတားဖောက်တဲ့ချက်အင်္ဂါအပြည့်ရှိရတယ်ဟိုလေအားကိုယ်တယ်သူကင်ခွဲပေါင်လုံးအကုန်လုံးပေါ့ကွာအမွှေးတောင်အစပေါ့နော်အဲ့ဒါတွေအားလုံးပြည့်စုံမှဖောက်ချက်တစ်ကောင်လုံးသတ်မှတ်လို့ရမှာနောက်ဟိုချက်တိုင်းလဲကောင်းတဲ့ချက်တိုင်းလဲသားမထောက်ဘူးသားထောက်အောင်ငါတို့ဘယ်လိုခွတ်လန့်ခုတ်ကွက်မျိုးပါသားထောက်နိုင်လဲဆိုတာလေ့လာရတယ်ဒီမှာတော့အများသောအားဖြင့်ဒုစီမှာဖောက်ကြတာဟာငါဖေဝိုင်းမှာဘယ်နဲ့သိမ်းမ20နိုင်တာလဲဘယ်နေရာနိုင်ဒီကြက်ကိုသားဖောက်ကြတယ်ဒါမသိကြဘူးသားဖောက်လို့ချက်ကောင်းရဖို့မသိကြဘူးဟုတ်ပြီအဲ့ဒါသားဖောက်ချက်တဲ့ရွေးချယ်တဲ့နီးပေါ့နော်ချက်ဖရွေးတာချက်မကတော့အစင်ဆက်ပေါ့ကောင်းလာတဲ့မျိုးရိုးတဲ့ချက်မဟုတ်မျိုးခန့်ထားအောင်ထားရမှာအဲ့ဒီချက်မတွေပဲတော့ပါမှာဟာဒီချက်ကောင်းလို့ဒီချက်ရဲ့အဖို့
ဒီကျက်ရဲ့အမေအဲ့ဒီဟာတွေကနည်းနည်းလွဲတယ်နည်းနည်းလွဲတယ်ဘာလို့လဲဆိုဒီကျမသွေးလိုင်းကငြိမ်လားမငြိမ်လားဆိုဟိုသူ့ရဲ့ဘိုးဘေးလောက်ထိနောက်3ဆင်းလောက်ထိလိုက်ရတယ်မလိုက်ဘဲနဲ့ဖောက်ရင်လည်းကြက်ကောင်းမထွက်နိုင်အောင်နှစ်ဖက်လုံးပေါ့ကြက်ဖောက်ကြက်မအောင်ရွေးချယ်နေပေါ့နော်အဲ့ဒါဟုတ်ပြီအဲ့ဒါတွေရွေးချယ်ပြီးလို့ရှိရင်ဖောက်မယ်ဒီကြက်ကိုခြံနေရာကျဲတဲ့နေရာကြတော့အကြောင်းမဟုတ်ဘူးကြက်ဖားတကောင်ကြက်မတကောင်ပဲရှိတဲ့နေရာမျိုးကပြဿနာမရှိဘူးလွတ်ဖောက်လို့ရတယ်တကယ်ကြက်များလာပြီဆိုခြံထဲမှာထည့်ဖောက်အောင်ပါဒီကြက်တွေခြံထဲမှာမဖောက်ဘူးအပြင်မှာလွတ်တာတဲ့ကြက်များရင်ဒီကြက်သားသမီးဆိုတာအစ်စ်ဘလုံးမဖြစ်နိုင်ဘူးမှန်တယ်နော်ဟိုကြက်ဖားကုတ်ဒီကြက်ဖားကုတ်နဲ့ဒါကိုယ့်အကူသာဟိုအစ်စ်မဖြစ်နိုင်ဘူးကွာအဲ့ဆိုမတည်ကြဘူးဟုတ်ပြီအဲ့ဒီခြံထဲမှာထည့်ဖောက်တဲ့အခါကျရင်ဒီကြက်ဥတစ်လုံးဒီအကောင်တစ်ကောင်ပေါက်ဖို့တော်တော်ခဲရင်တယ်ဟိုကြက်မစားတာတို့ကြွက်ဖောက်စားတာတို့ကြက်ဖားတက်ရက်တာတို့အများကြီးအဲ့ဒါတွေအဆင့်တွေကျော်လွန်ပြီးမှကြက်သားပေါက်တဲ့အဆင့်ကိုရောက်တာကဲကြက်သားပေါက်ပြီဒီကြက်တွေဘယ်လိုထိမ့်သိမ့်မလဲအဲ့ဒါမေးဟိုကြက်ဥပမာပေါ့ကြက်10ကောင်ပေါက်လို့သားခွဲရည်အထိ10ကောင်ရောက်အောင်မွေးနိုင်လားမမွေးနိုင်ပဲလားဒီကြက်ဖားနဲ့ကြက်မဖောက်လို့အဆင်မပြေပါဘူးဆိုတဲ့ဟာလည်းမှားတယ်ဒီကြက်တွေမှာကိုကအကုန်လုံးတင်အောင်မလုပ်နိုင်တဲ့သူ့သားသမီးတွေရဲ့အရေးချင်းကိုကအတိအကျမသိဘူးလေမသိပဲနဲ့ဟာဒီအတွဲမကောင်းဘူးဆိုပြီးတော့လူတွေကပြောကြတယ်အဲ့ဒါလည်းမှားတယ်ကိုဘလောက်တင်အောင်မွေးနိုင်လဲကိုပုံမှန်လည်းအများကြီးမှုတည်တယ်တင်အောင်မွေးဖို့ကသူ့အတွက်လိုအပ်တဲ့ဆေးဝါးအစာခြံအကုန်လုံးပြည့်စုံရတယ်ငါတို့ဆိုရင်ကြက်မွေးရင်10ကောင်ဆို10ကောင်လုံးများသောအားဖြင့်10ကောင်မှာ10ကောင်လုံးဒီပါတင်ကြတာကွာဒါခွဲတဲ့အဆင့်ကြီးတင်အောင်ခြံကိုစနစ်ကြရမယ်အစာကိုစနစ်ကြရမယ်သူတို့သုံးတဲ့ဆေးဝါးတွေစနစ်ကြရမယ်အဲ့ဒါအားလုံးပြည့်စုံမှဒီရွယ်ရောက်တာဟုတ်လားနောက်အဲ့ဒီအချိန်မှာလည်းတချို့ကြက်တွေကခလေးစိတ်တာရှိတယ်ခလေးစိတ်လို့ရှိရင်အဲ့ဒီကြက်မတွေဆိုရင်မနေ့ကျရင်ခြံအဖဲခလေးပဲထားညနေနဲ့မိုးချုံမှောင်မှကြက်မကိုပြန်ထည့်အဲ့ဒါမျိုးကနေ့တိုင်းငါတို့တစ်လခွဲလောက်ထိလောက်ရတာဘယ်ကြက်သမားမှမလုပ်ဘူးအဲ့ဒါမလုပ်ဘဲနဲ့ဟာဟိုဒါစိတ်တဲ့ဒီဟာရက်တယ်နဲ့ပဲဂိတ်ဆုံးသွားတော့ဒီကြက်ကအကျိုးမပေးဘူးဆိုတဲ့ဟာပဲဖြစ်လာတာဒီကြက်မငါ့ကိုအကျိုးမပေးကိုစောက်သုံးကြတာထဲမပြောဘူးပဲကောင်းပါဟုတ်လားဟိုဒီလိုအချိုးမပေးဒီကြက်ကိုအတောင်ဆိတ်မဆိတ်အောင်ငါတို့ဘယ်လိုလုပ်မလဲဥဆိုင်ဥမဆောင်ဘယ်လိုလုပ်မလဲတရားမှမကြံဘူးဟုတ်ဒီကြက်မအကျိုးမပေးဘူးဆိုပြီးတော့ကြက်ပေါ်ပဲပုံထားတာလူတွေရဲ့ကြက်ပေါ်ထားတဲ့သဘောတရားလဲအဲ့ဒါတွေပါပါတယ်ဟိုတခုဖြစ်ရင်ကိုအပြစ်မရှိဘူးကွာကြက်အပြစ်ပဲတရိษံအပြစ်ပဲအဲ့လိုမျိုးလူတွေပဲများပါတယ်အဲ့ဒါကြောင့်လည်းမအောင်မြင်ကြတာလူစီမှာယူရီးယားမှာကကြက်လောကတူတက်ဆိုတာသူတို့ကပေါက်တဲ့လောက်ကြက်ကိုတင်အောင်မွေးနိုင်တယ်တင်အောင်မွေးနိုင်တော့သူတို့ရဲ့စမ်းသပ်မှုကိုသူတို့ research အောင်မြင်တယ်ဒုစီမှာအဲ့ဒါတွေမလုံနိုင်တဲ့အတွက်ဒီခါမကောင်းဟိုတာမကောင်းဘူးဖြစ်ကုန်တာဒါပဲအဖြစ်ရဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာဒီတိုက်ကြီးနဲ့ပတ်သက်တဲ့ခန္ဓာတော်တော်များများခန္ဓာတိုင်းလုံးမလို့ပေါ့နော်ဖြစ်လာတဲ့ error တွေကိုလူကဘယ်လိုမျိုးမလဲပြန်ပြီးတော့ fix မလုပ်နိုင်ဘူးပေါ့နော်မှန်တာပေါ့ error တွေကို error ဖြစ်လာတဲ့ error တွေတက်လာတဲ့ပြဿနာတွေဒါတွေကိုလူကမရှင်းနိုင်ဘူးရှင်းနိုင်တဲ့နည်းစနစ်တွေနည်းပညာတွေမရှိကြဘူးမလုပ်ကြဘူးရှိလည်းမလေးလာကြဘူးဒါပေါ့ဟိုလွယ်ကူကူပဲဒီကြက်ဆောက်သုံးမကြဘူးကွာဒီကြက်ဘာမှမဖြစ်ဘူးကွာအဲ့ဒါပဲကြက်ပေါ်ပဲတရိษံပေါ်ပဲပုံလိုက်တယ်ကိုဆောက်သုံးမကြတာထဲမပြောရဘူးပဲကောင်ကဒါပေါ့အဲ့လိုပေါ့အဲ့လိုတွေများတယ်ဟုတ်ကဲ့နောက်တို့အညာမှာဆိုလဲကြက်ကောင်းတယ်ထွက်တယ်ကြက်ကောင်းတယ်အများကြီးထွက်တယ်အညာမှာဒါပေမဲ့သူတို့မေးလိုက်စနစ်တကျဖောက်တယ်ဆိုတာအခုခစ်တော့နည်းနည်းရှိလာတယ်ဟိုတော့ပူဆိုးတယ်မရှိဘူးကောင်းလာတော့မှခွက်လက်ချလို့ကောင်းလာမလားငါကြက်လေးဆိုပြီးလက်ပေါ်မချတဲ့ကောင်ပဲများလားဟုတ်လားမေးလိုက်ဘယ်မျိုးရိုးလို့ဆိုဖင်ကုတ်ကောင်ဟိုလိုဒီလိုပဲများတယ်ခိုင်ခိုင်မာမာတိတိကျကျကွာ record တွေမရှိဘူးကွာ record မရှိဘူးအဲ့ဒီတော့ကြောင့်ဒိုးစီမှာမတိုးတတ်တာတိုးတက်မှုနေတာအဲ့ဒါလည်းအများကြီးပါတယ်တကယ်တော့ကိုယ်စီမှာတကယ်ကောင်းတဲ့ကြက်ဖောက်နိုင်တိုက်နိုင်လဲဆိုရင်ရိုးတွေကနီးနီးလေးသွားတိုက်လို့ရတယ်လေတော့ဘာလို့မရောက်လဲကိုယ်စီသွားနိုင်တဲ့အရေးချင်းမရှိလို့လေဟိုငွေကြီးကြောင့်လေပါတယ်လို့ကွာဟိုနောက်ပြီးတော့ဘယ်လိုပြောမလဲဒီကြက်အဆင်မမီတာလည်းပါတယ်တော့ဒိုးစီမှာဘယ်လောက်ကောင်းကောင်းကြက်တယ်ရိုးတွေဟသွားရင်မရဘူးတိုးလို့မရဘူးတို့စီမှာဘလုံးဝမရဘူးတို့ဗမာကြက်အစ်စ်နော်ဟုတ်တယ်ဒါပေမဲ့ရိုးတွေကမေးဗမာကိုစော်ကားလားမေးလုံးဝမစော်ကားဘူးဒီနေ့ချိန်ထိမှန်တယ်ဘာလို့ဆိုတော့မာလောဆိုတာဗမာကြက်နဲ့ဆင်းသက်လာတာသူ့ရဲ့မျိုးရင်းဒီဗမာပဲဒီကောင်တွေတကဘာလုံးရောင်းနေတာလေရိုးတွေကကြက်ဆိုပြီးမရောင်းအဲ့ကျုပ်ဗမာကြက်လို့ပဲပါမာဗမာကြက်ဆိုပြီးတော့ပြောရောင်းတာဒိုးတွေမလုံးနိုင်တဲ့အလုပ်ကိုရိုးတွေကလှုပ်ပြနေတာဟုတ်အဲ့ဒါဒုစီရကောင်တွေကရိုးတွေကမကောင်းပါညာပုတ်ခတ်တယ်ကိုကသူတို့ဖီအောင်လိုက်မယ်မစင်စားဘူးကွာဟုတ်အပြစ်တင်တဲ့ဝေးပန်းတယ်အဲ့ဒီမှာပဲဒုစီရလူတွေကဂိတ်ဆုံးသွားတာဟုတ်ဒါပေမဲ့ရိုးတွေကအဲ့လိုမလုပ်ဘူးဒုစီရကြောက်တန်ဖိုးထားတယ်သူတို့အဆင့်မြင့်တယ်မြင့်ပြီးလို့ရှိရင်ကဘာတိအောင်လုပ်တယ်အဲ့ဒါနဲ့ဝင်ငွေချတယ်မစင်စားကြည့်ဖို့ပဲကောင်အုံနောက်ပို့အောင်လားဟုတ်
မှန်တော့ဒါဆိုတော့ဒါရှင်းပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဟိုးရေခက်ကတဲ့နေဒီချိန်ထိ bleeding နဲ့ပတ်သက်ပြီးတော့တောက်တာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲတိကျမှန်ကန် record တွေမရှိဘူး record တွေမရှိဘူးဟုတ်တယ်ဒါအခုခေတ်ဒီခေတ်မှာတားဖောက်တဲ့လူတွေကဒီ record တွေအကုန်လုံးပြန်ပြီးတော့စုဆောင်းနေရတာဟုတ်တယ်ဟိုနောက်တစ်ခုပြောပြမယ်ဟိုခေတ်တုန်းကကြက်တွေတအားကောင်းတယ်ဟုတ်ကဲ့အဲ့ဒီကြက်တွေအကုန်လုံးဒီရိုးရားမှာအဲ့ဒီမျိုးစိတ်တွေအကုန်ကြံခဲ့တယ်ဟုတ်တယ်အခုချိန်ကြီးတို့မှထိန်တာတော့တို့ကယူရီးယားကြက်ဝယ်တယ်ပါဆိုတော့အဲ့ဒါတွေကိုပြန်ဝယ်နေရတာကိုယ်စီကမရှိတော့တဲ့မျိုးစိတ်ခွလန်ခုတ်ကွက်တွေကိုပြန်ဝယ်နေရတာယူရီးယားရတယ်ဟုတ်ပါဒါယူရီးယားမှာရှိတယ်ထိန်ရတယ်တို့အခုချိန်ထိဟုတ်တယ်ကိုယ်စီမှာမရှိတော့ဘူးဒါတွေမှန်တယ်သွားပြီဟိုအရေးတစ်ခက်ကဒီကျွန်တော်တို့ဒီယူရီးယားအခြေသမားကြီးတွေဟိုပါဗောဒီကျွန်တော်နဲ့သိတဲ့ဆရာလေးဆိုရင်လည်းသူပြောတယ်လေငါတို့ငငယ်လေးတော့လောခဲ့တဲ့နှစ်90လာတော့မြန်မာပြည်ကจิตတကောင်ရောက်ဖို့ကငါတို့ရဲ့အိမ်မက်ပဲတဲ့ယူရီးယားအခြေသမားတွေပြောပြီးတော့မြန်မာပြည်ကจิตတွေလည်းအမြောက်များယူရီးယားဝင်သွားပါတယ်အခုချိန်ထိလည်းဂျက်ကရင်ဆိုတာယူရီးယားမှာချန်ရှိတယ်ပေါ့သူဆိုရင်လည်း तू ကတော့ကြက်မျိုးဖန်တီးတာလူများမျိုးကောင်းတော့ तू ကတိတ်မဟုတ်ဘူးသူဖန်တီးတယ်ဘယ်လိုဖန်တီးလဲဆိုဗမာပြည်ကနေချက်ဖချက်မတစ်နှစ်ကိုအကောင်200ဝန်းကျင်လောက်သူတည်တယ်ဟုတ်ကဲ့ယူရီးယားကိုတွင်းတယ်ယူရီးယားရောက်လို့ရှိရင်အဲ့ဒါတွေကိုဗီယက်နမ်နေနဲ့သူပြန်ဖောက်တယ်ဖောက်ပြီးတော့မျိုးစိတ်အသစ်တွေဖန်တီးတယ်အခုချိန်ကြီးလုံးနေတော့သူဒီနှစ်ထိလည်းဝယ်နောက်နှစ်လည်းဝယ်အောင်ပါပဲသူကထပ်ပြီးတော့ဟုတ်တယ်အဲ့လိုမျိုးတွေပေါ့ဒါချစ်ဖောက်တာနဲ့ပတ်သက်ပြီးတော့ဟိုအခြေခံအကြောင်းတရားလေးတွေပေါ့ဟုတ်တယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့မြန်မာပြည်จิตလောကမှာဆိုလို့ရှိရင်ဒီချစ်ဖောက်တာနဲ့ပတ်သက်ပြီးတော့အယူဆတွေတော့အမြင်နဲ့ကွဲနေမှာပဲချစ်ကိုတကယ်စနစ်တကျဖောက်တဲ့ကောင်ရှိတယ်စနစ်မကျဖောက်ပြီးတော့အပုံရံလေးလောက်ပဲဖောက်နေတဲ့လူတွေရှိတယ်ဒါမှမဟုတ်ဘာမှပြအခုဆိုလို့ရှိရင်မြန်မာပြည်မှာချစ်ဖောက်တဲ့လူတွေတော်တော်များလာပြီများလာပေါ့အများကြီးတိုးတက်လာပြီဟိုအရင်ထိစားရေပေါ့နော်ဟိုအများကြီးတိုးတက်လာတယ်စနစ်တကျလောက်တာတွေလေဟုတ်တယ်အဲ့ချိန်မှာဆိုလို့ရှိရင်ဒါအခုဒီခေဟောင်းအယူဆနဲ့ခေတ်တဲ့အယူဆနှစ်ခုကိုကျွန်တော်အခုပြောပြမယ်အခုအနေနဲ့ဒါလေးလည်းသုံးသပ်ပေးပေါ့ပြောဟိုဒီကျွန်တော်တို့ဒီဟိုခေဟောင်းအယူဆမှာဆိုလို့ရှိရင်တိုက်ကြီးဆိုတာပေါက်တယ်မကောင်းဘူးပေါက်တယ်မကောင်းဘူးเนาะဘယ်နှပါစင်လောက်မကောင်းဘူးလဲဆိုတော့တချို့ဆိုပြောကြတာ10ကောင်ပေါက်လို့9ကောင်မကောင်းတကောင်လောက်မဲ့ကောင်းရင်ကောင်းမယ်အဲ့ဒါကန်ကောင်းပြီးကောက်လို့ဒါပေမဲ့ခေတ်တဲ့မှာကျတော့ဒီခေတ်တဲ့ bleeder တွေကကျတော့ဒီကောင်လေးကတကယ်ကိုချစ်ကိုဟိုအရေးခင်းနဲ့မတူဘူးတကယ်ကိုစီးနဲ့ဇနေနဲ့ဖောက်လာတဲ့ခါကျတော့သူတို့မှ record တွေရှိလာတယ် record တွေရှိလာတော့သူတို့ကဒီ user တွေကိုချစ်ဆိုတာဟိုဒီဟိုဘယ်လိုပြောမလဲ10ကောင်ပေါက်လို့9ကောင်မကောင်းဘူးတစ်ကောင်ပဲကောင်းလဲဆိုတာမျိုးသူတို့ကဒါမျိုးတွေကိုဟိုလက်မခံတော့ဘူးလက်မခံတော့ဘူးနဲ့သူတို့ကဘယ်လိုတွေချလာလဲဆိုတာချစ်ဆိုတာလူဖန်တီးသလိုဖြစ်တဲ့တလိษံလို့သူတို့က user လာကြတယ်ဗျာ user လာကြတော့လူရဲ့ဖန်တီးမှုပေါ်မှာမူတည်ပြီးတော့ချစ်ဆိုတာ10ကောင်ပေါက်ရေး10ကောင်လို့ဟိုကောင်းတယ်ဆိုပြီးဆိုတဲ့ဟာမျိုးတွေပြောလာကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြောတဲ့ဟာတွေကြတော့သူတို့ကဘယ်လိုမျိုးဟိုတလိษံပဲလေဆယ်ကောင်ပေါက်ရတော့ဆယ်ကောင်လို့မကောင်းနိုင်ဘူးဆိုတော့သူတို့သိတာပေါ့နော်ပါစင်လေးတော်တော်များများကောင်းဟိုဘယ်လိုပြောမလဲဒီအခုခေတ်မှာပေါ့ကွာကျစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ record ရှိတဲ့ဟို bleeding consistency ရှိတဲ့ဟာမျိုးပေါ့အနောက်မျိုးရိုး40လောက်ကိုတိ record လုပ်နိုင်တဲ့မျိုးရိုးတွေဖောက်လို့ရှိရင်ပါစင်လေးရွာ80 90လောက်ဒီကောင်းတယ်ဆိုတဲ့ဟာမျိုးလက်ခံလာကြတယ်ပေါ့နော်ဒါဆိုတော့ဒါအယူဆနှစ်ခုပေါ့ဟုတ်အဲ့ဒါကအခုမြင်ရောအဲ့ဒါကဘယ်လိုလဲဆိုတော့ဟိုရှေးယူဆပေါ့အဲ့ဒါသူတို့ကတွေ့တဲ့ချက်ဖောက်တာလေဟာဒီချက်ကောင်းတယ်ဆိုရင်ဒီချက်ရဲ့အမေတော်လည်းကောင်းသူ့အဖို့ကျမတော်လည်းကောင်းသူတို့လိုက်ပါတယ်ပြီးတော့ဒီဘက်ကောင်းတဲ့ချက်တစ်ကောင်နဲ့ထပ်ဖောက်တယ်အဓိကအဲ့ဒီမှာခွတ်လန့်ခွတ်ကွက်သူတို့နှစ်ယောက်ရဲ့ခွတ်လန့်ခွတ်ကွက်ဒီတိုက်ဆိုင်မှုရှိလားလမ်းကြောင်းတူလားဥပမာကွာအမိုက်နဲ့အလိမ်မာနဲ့ဖောက်မှာဆိုရင်ဒီချက်ရဲ့ပေါက်တဲ့ကလေးတွေကတော်တော်များများကောင်းမှုရခိုင်တော့တော်တော်နည်းတယ်ဟုတ်ပေါ့ costing အဓိကဖောက်ရတာဟိုခွတ်လန့်တူမျိုးပွဲပေါ့ဟုတ်ကဲ့အဲ့လိုမျိုးဖောက်ရင်တော့ဟိုဘက်လည်းကြက်ဖဘက်ကလည်း30လောက်ထိကောင်းလာတယ်ကြက်မဘက်ကလည်း30လောက်ထိကောင်းလာဆိုကြက်ကောင်းတယ်ဟုတ်ပေါ့အကုန်မကောင်းရင်တော့80ရာခိုင်နှုန်းလောက်ကွာလူလက်ခံတဲ့အနေအထားမျိုးဖြစ်တယ်ဟုတ်ပေါ့ကြက်ကဟုတ်ပေါ့အဓိကတွေးမငြိမ်လို့ဟိုကြက်ကြုံနှစ်ကောင်ဖောက်လာပဲများတယ်တို့စီမှာ policy ကွာဒါတို့စီမှာလည်းဟိုရိုးရမှာလည်းရှိတာပဲနိုနိုမီတို့ဘာလို့ဆိုရင်ဒါတို့မဖန်တီးတော့ဘူးကြက်ကြော်ဝယ်လိုက်တယ်ဟိုဘက်ကြက်ကြော်နှမတွေအဲ့လိုမျိုးတွေနဲ့တို့ကဖောက်တယ်ဖောက်ပြီးတော့တို့ကတိုက်တာမှတို့ကရောင်းသားတာဟုတ်အဲ့ဒီအတွက်ကြောင့်သူ့မှာလည်းသူလည်းပြောခံရတာပဲသူမှာဟုတ်ဒါမှဝယ်တဲ့လူတွေကဘာကိုဝယ်လဲဆိုသူ့စီကလိုချင်တဲ့သွေးတစဒီသွေးလေးကိုလိုချင်တယ်ဒီကြက်ဖရဲ့ဒီခုတ်ကွက်လေးကောင်းတယ်အဲ့ဒါကိုလိုချင်တယ်အဲ့လိုမျိုးတွေကိုလိုက်ဝယ်တာကြက်ကအများကြီးထည့်လို့မရအောင်ဖောက်တကွက်ပဲထည့်ဥပမာနှုတ်သီးမကောင်းတဲ့ကြက်ကိုဖောက်မယ်ဆိုနှုတ်သီးကောင်းတဲ့ကြက်ဖနဲ့ဖောက်လိုက်ကောင်းတယ်ဟုတ်ဒါမျိုးဗလာလေးလည်းကောင်းကျင်တယ်ကြက်ချွတ်လေးလည်းကောင်းကျင်တယ်အဲ့လိုမျိုးရှောက်ထည့်တော့မကောင်းတော့သွားပြီ
ကြက်ဖောက်တာတစ်ခွက်ချင်းဖြည့်ရတယ်ကြက်ကိုအဲ့လိုဖောက်နိုင်မှကောင်းတယ်နောက်အခုနောက်ပိုင်းဖောက်လာတဲ့စီမှာလူတွေကဘယ်လိုပြောမလဲဟိုအရန်လွယ်တယ်ကွာအရင်ကလိုမခက်ဘူးမျိုးကျမဆိုလဲရောင်းကြတယ်ဟိုတော့ဆိုကျမဆိုမရောင်းချက်စားတယ်ဟုတ်မျိုးပြုတ်ကုန်တာရောင်းကြတော့လွယ်တယ်23ညင်နဲ့ကျမလည်းရဖို့လွယ်တယ်ခုနပြောတဲ့23ဝယ်လွယ်တဲ့ကောင်းတဲ့ကြက်ဖတွေလည်းရဖို့လွယ်တယ်အဲ့လိုမျိုးဖောက်တော့ရာခိုင်နှုန်းတော်တော်များကောင်းကြတယ်ဟုတ်ကဲ့အများကြီးပဲအကူတို့မှလက်တွေဝယ်ပြီးဖောက်တဲ့လူတွေကောင်းကြတာပဲသူတို့မကောင်းဘူးဆိုတဲ့ဟာကိုသူတို့ကပြန်တွန်းလှန်နေတာပေါ့ကွာတော်တော်တော့လုံးယူနေရတာပေါ့ဒီတို့ဒီမှာအစွဲတွေရှိတာကိုရှေ့စွဲတွေအဲ့ဒါကြောင့်ခုနကကျစ်သမားကျစ်မရောင်းရောက်ဘူးကျက်မရောင်းအောင်ဆိုအဲ့ဒါတွေကကြံခဲ့ပြီကောင်းတဲ့ကျစ်ကိုဘယ်သူကရောင်းမှလဲအဲ့ဒါတွေကကောင်းတဲ့ကျက်ရောင်းမှလူများဝယ်မှာပေါ့ဒါပေါ့မကောင်းတဲ့ကျက်ရောင်းရင်တော့မင်းစီဘယ်လိုဝယ်လူကဝယ်တော့လေဟုတ်လားကောင်းတဲ့ကျက်ကိုမျှပြီးမှအဲ့လိုတဆင့်ညင်သွားမှာပါလေဟုတ်ကဲ့အဲ့ဒါမှမင်းစီမှာနောက်ထပ်ဝယ်မယ်ဥငါတို့ဆိုကျက်ရောင်းဝယ်တဲ့လူသိမများဘူးအကုန်ဝယ်တာပဲသူတို့ဘာလို့သူတို့လည်းထမင်းစားတာကွာချီစားတာမှမဟုတ်လားဟုတ်ကဲ့ဟိုတကယ်သူတို့လက်ခံနိုင်တဲ့အတိုင်းတာရှိလို့ဝယ်ကြတာလေမရှိဘယ်ဆက်ဝယ်ဟုတ်အဲ့လိုမျိုးပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအရင်ခေတ်နဲ့ဒီအခုခေတ်တိုက်ကြည့်လောကကြီးကဟိုတိုးတက်မှုတွေရောအယူဆတွေရောတော်တော်မတူတော့ဘူးကွဲတော်တော်ကွဲလဲနေပြီအများကြီးကွဲတာပြီးလို့ရှိရင်အခုဒါတိတာထင်ရှားတဲ့ဟိုပေါ့ဟိုအချစ်တစ်ခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာဒါအကိုအရေးတစ်ခက်ပေါ့နော်အကိုအရေးတစ်ခက်မှာဟိုကျစ်ကိုဖောက်ပြီးတော့မှဗျာဒီချစ်ဖတ်နဲ့ဒီချစ်မတွေဒါနာမည်ကြီးတာပဲဖြစ်ကောင်းတာဖြစ်ကွာတကယ်ကိုဟို professional တယောက်ကချစ်ကိုဖောက်ပြီးတော့ဟိုဈေးခွဲတစ်ခုအနေနဲ့တည်ရောင်းတာပေါ့နော်ချစ်ကလေး3လသားလေးတစ်ကောင်နဲ့3သိန်းရောင်းတဲ့ဈေးခွဲတွေပေါ့အခုအရင်ခက်မှရှိခဲ့လာတာမျိုးအရင်တော့ရှိဘူးပါအဲ့လိုသားခွဲဆိုတာငါတို့တောင်းတာမျိုးတောင်းအဲ့လိုသားခွဲပေးတာလေအညာမှာလည်းအဲ့လိုပဲကျမတွေကိုချက်စားလိုက်တယ်ဆိုတာလားလူတောင်းတော့ပတ်စံလည်းမရဘူးလေမရတော့မထားတော့အကုန်ကြော်တော့လားကြော်စားလို့ရတဲ့ပြည့်ဆိုကြော်ပြီးမရှိဘူးအညာမှာကျတော့မမဘူးချစ်စားတဲ့လူမဟုတ်ဘူးတန်တန်ကြီးမှမရတန်ကြီးမရတော့လို့လေအခုကြတော့မဟုတ်ဘူးခုနပြောတဲ့ဈေးကွက်တစ်ခုဖြစ်လာတယ်ဟုတ်ကဲ့ဟို online လောကပေါ့ဒါ online ကိုကြည့်သူတင်ရမယ်ဟုတ်ကဲ့ online မှာဖြစ်လာတော့တချို့ရွက်ပုံကြီးဝါသနာရှင်တွေရှိတယ်လူသိခံလို့မရတဲ့ဟာတွေပေါ့ကွာဟိုကယာရုကြီးတော်လည်းကောင်းဆရာဝန်တော်လည်းကောင်းအဲ့လိုပေါ့ engineer တော့သူတို့လူသိခံလို့မရဘူးဒါတွေက online ကနေပဲသူတို့ကြည့်ရတယ် online က fee ပေါ့ကွာအဲ့ဒီ fee ပဲသူတို့ခံရတယ်သူတို့တွေလည်းဒီ online kit ပေါ်လာချိန်မှာသူတို့တွေလည်းဝါသနာတွေကပုံကြွလာတာပေါ့ဟုတ်ကဲ့ဟိုလုံးလို့ရလာတာပေါ့သူတို့အခွင့်အရေးပေါ့အဲ့ဒါဆိုတော့ဝါသနာရှင်တွေလည်းပိုများလာတယ်လို့ဈေးကွက်လည်းပိုကျေပြန့်လာဟုတ်တယ်အဲ့ဒါဆိုတော့ဟိုရောင်းကြတော့ဖောက်ပြီးရောင်းတဲ့လူတွေလည်းသူ့ကလည်းသူတော့အစီးပွားမဖြစ်တော့အဆင်ပြေကြတာပေါ့ကွာဟုတ်ကဲ့ကောဒါဆိုလို့ရှိရင်ဒါအရင်တော့ဆိုလို့ရှိရင်တိုက်ကျင်းနဲ့ပတ်သက်ပြီးတော့ကျင့်မွေးပြီးတော့ရက်တီလို့မရဘူးဆိုတဲ့ခက်ကနေပြီးတော့တိုက်ကျင်းမွေးပြီးတော့ရက်တီလို့ရတယ်ဆိုတဲ့ခက်ကိုပြောင်းလာတာပေါ့နော်ဟာပြောင်းလာပေါ့ဒါဆိုဒီကြက်နဲ့ရက်တီတာတော်တော်ကြာပါပြီအခုတစ်နှစ်ကိုကြည့်ဘယ်လောက်ရောင်းရလဲတစ်နှစ်မဟုတ်တစ်လောက်ပြန်ပြခြင်းမေ400နဲ့500ကြာတော့ရှိတယ်ထင်တယ်ဟုတ်ကဲ့ပါ400နဲ့500ဆိုလို့ရှိရင်ဘယ်လောက်900ဆိုလို့တစ်နေ့ကို6ထားလာတော့ရောင်းရတာ400ပဲတော့ကွာ400ပဲဆိုတော့4 5 9000တော့48ပေါ့အဲ့လောက်တော့သွားတာပေါ့ရောင်းတာပါဟုတ်ဟိုပါကျွန်တော်အသိတငယ်ကြီးထမ်းမှလည်းတလောက်သိတိရနေရရောင်းနေတဲ့သူတွေအများကြီးပါဟာရှိတာပေါ့ဟုတ်ကဲ့ပါကိုမသိတဲ့လူတွေအများကြီးပဲလေလုံးနေတာဒါပေါ့သိတယ်ဆိုတာလည်းငါတို့လည်းအကုန်မသိနိုင်ဘူးအခုချိန်ထိလည်းဒီ channel ပတ်တိုင်းလေးလာနေတော့ပဲဟိုလူများနဲ့ဆိုင်တော့နည်းနည်းလေးပိုသိသွားတာပေါ့ကွာဟုတ်ကဲ့အဲ့ဒါတော့ပဲရှိတယ်အစအဆုံးကကြီးကနေအာထီကတော့ဘယ်သူမှမသိနိုင်ဘူးဒါပေါ့တစ်ခုသိနောက်တစ်ခုအစ်စ်ပေါ်လာတာပဲဟုတ်တယ်ဘာလို့အသက်နဲ့ပစ္စည်းတွေဆိုတော့ဟိုအများကြီးကွာယောဂအစဟိုကိုမသိတဲ့ယောဂတွေကိုမမြင်ဘူးတဲ့ဟာတွေအသက်ဆန်းနေဖြစ်လာလေဟုတ်ကဲ့ကြက်ဆိုလဲအဲ့လိုပဲယူရီးယားဖန်တီးတယ်ဘယ်လိုလုံးအာဒီကြက်ကကြောပဲထူရမယ်ဒီကြက်တပိတ်ကိုကြောပဲထူတာပဲဟုတ်သူတို့ကအဲ့လိုဖြစ်အောင်ဖန်တီးတာလေအဲ့လိုပဲဒီဗမာခွတ်လန်ခုတ်ကော့မှာဆိုလဲဘယ်လိုဟာတွေပေါ်လာလို့သူတို့ကအမြဲဖန်တီးနေတာကိုရီစီမှာမလုံနိုင်ဘူးလေတိုးတက်လာသူတို့ဆိုစစ်ချင်းတိုးတက်လာတော့လောခဲဒီကြက်ကိုပြောချင်တာအဲ့ဒီကြက်ကသူကလူလိုတိုင်းတင်လို့မရအောင်သူ့ရဲ့ gene မှာလည်းပါပြီးသားဒီဗလာကောင်းတဲ့ကြက်ဆိုရင်သူ့နဲ့ဖောက်ရင်ဗလာကောင်းမယ်နှုတ်သီးကောင်းတဲ့ကြက်ဆိုဖောက်ရင်နှုတ်သီးကောင်းမယ်ကြက်လျှော့ကောင်းရင်ကြက်လျှော့ကောင်းမယ်အဲ့ဒါသူ့ gene မှာပါပြီးသားအဲ့ဒီ gene မှာဒီကောင်ရဲ့ဒီကြက်ဖောက်ကြက်ရွေးတယ်ဆိုတာအဲ့ဒါဒီကြက်ဖားတဲ့ကောင်ကဒီသူ့ gene ကသူ့သားပြီးတော့ပေါ်နိုင်လားမပေါ်နိုင်လို့မပေါ်နိုင်ဘူးလားဆိုအဲ့ဒါ breeder ရဲ့အရေးချင်းပဲဒါဟုတ်ကောဒီခုတ်ကွက်ကဒီအထိသွားနိုင်လားဆိုတာမစင်းစားနိုင်ကြက်ဖောက်လို့အဆင်မပြေဘူးဒါဟုတ်ကောအဲ့ဒါမဲရွယ်ကြက်ဖောက်တယ်ဆိုအရင်မခက်ဘူးအဲ့ဒါကိုမသိပဲနဲ့စွတ်ဖောက်နေတော့လည်းခက်နေမှာပဲဒါဟုတ်အဲ့လိုမျိုးပေါ့ခိုင်လိုင်းလေးနည်းနည်းလိုတာပေါ့ခိုင်လိုင်းပေါ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ့ကိုယ်အတွေးကြုံပေါ့အတွေးကြုံဆုံးဖြတ်ချက်ဟာမသိမေးကွာချက်စရာမှမလိုလားတတ်တဲ့လူကတင်ပေးတာပဲ
ဟိုခေတ်တော့မတင်ဘူးဆရာသားချန်တယ်အခုကတော့ငါတို့ကမချန်ဘူးတီလဲယူအောင်လို့မရဘူးကွာ ဒါဟုတ်ကော တီသလောက်တော့လူတိုင်းကိုပြောပြတာပဲ ဟုတ်ကဲ့ ငါမပြောဘူးတဲ့လူမဖြေဘူးတဲ့လူကမရှိသလောက်ပဲ မှန်တယ်ကော အကုန်ဖြေတယ် ဟွန်း ပြောပြတယ်ဘာလို့ဒါကိုလည်းတတ်နိုင်တဲ့ဘန်းကနေဒီလောကကိုမြင့်တင်ပေးတာပဲကွာ ဟုတ်ကဲ့ ဒီလိုပဲအားလုံးပေါ်မှာလည်း ဟွန်း ဟိုငါအလုံးမအားလို့ချက်ချင်းပြန်မဖြေနိုင်တာပဲရှိမယ်အချိန်တိုင်းပြန်ဖြေပေးတာပဲ ဟုတ်ကဲ့အဲ့လိုပေါ့ ဆိုတော့ဒီအခုပြောလိုက်တဲ့သဘောတရားလေးတွေဆိုရင်လည်းဒါဟိုချစ်ကူနားလဲလူဆိုလို့ရှိရင်တော်တော်များများကြည့်လိုက်တာနဲ့နားလည်မှာပေါ့နော်ကိုနော် နားလေပါတယ်ဟိုရှင်းအောင်လည်းပြောတာပြီလေ ဟုတ်ကဲ့ဒီဆိုလို့ရှိရင်ကျွန်တော်တို့အခုဒါကြစ်ပုံမှာတိုက်ချစ်တွေပုံမှာထားရမယ့်လူတွေရဲ့စိတ်ထားရဲ့ကြည်ပြင်းချင်း condition အကြောင်းရဲ့ကြစ်ဖောက်ချင်းအကြောင်းရဲ့ဒါအခြေခံလေးတွေပြီးသွားပြီပေါ့နော်ကာကွယ်ဆေးအသုံးပြုဖို့ အဲ့ဒါအရေးကြီးတယ်ကာကွယ်ဆေးကကြက်ရဲ့ငါတို့ဆို2လသားလောက်မှစသုံးပြီထိုးဆေးပဲသုံးတယ်လေလိန်တစ်မျိုးပဲသုံးတယ်ကာကွယ်ဆေးကိုကြက်မှာအဓိကကွာအဓိကကြက်တည်မြန်တာအသက်ရှူလမ်းကြောင်းပဲအသက်ရှူလမ်းကြောင်းအစာအိမ်လမ်းကြောင်းအစာအိမ်ဦးလမ်းကြောင်းကြတော့ငါတို့ကဘာလုပ်လဲဆိုတော့ EM နဲ့ကျွေးတယ်အစာထဲမှာ EM ထည့်ကျွေးတယ်ရေထဲမှာ glucose ထည့်ပေးတယ်အဲ့ဒါနဲ့ပဲဦးလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂတွေကိုထိန်းတယ်ဟိုကာကွယ်ဆေးကတော့ anti kill တစ်မျိုးပဲသုံးတယ်ပေါ့နော် Newcastle disease ပေါ့အဲ့ဒီကောင်တစ်မျိုးသုံးရင်အဲ့ဒါနဲ့ဦးလမ်းကြောင်းထိန်းထားလို့ရှိရင်တော်ရုံကြက်နာမှာဖြစ်ကြက်နာမှာဖြစ်ဖို့ကလည်းနေရာချင်းခြံတန့်ရှင်ရေးခြံတန့်ရှင်ရေးရနောက်ပြီးတော့ခြံတန့်ရှင်မလုံးနိုင် EM တွေဖြန်းပြီထုံးနေပတ်ပြီအဲ့ဒါဆိုရင်တော်ယောဂမဖြစ်ဘူးအဲ့ဒါလည်းအရေးကြီးတယ်ဒါဖောက်တဲ့လုပ်ငန်းမှာအဲ့ဒါတွေမလုံးနိုင်လေယောဂဒီခြံထဲမှာတန်တရားနေလည်းမတိုးတက်ဘူးမအောင်မြင်ဘူးဒါပေါ့ကြစ်ကိုဘယ်လိုပြောမလဲအကောင်ပေါက်တဲ့အစိတ်ကြီးတဲ့အစိတ်ကိုမရဘူးအမှလည်းတန်တရားနေပြီးတော့အများကြီးပဲထွက်လာတော့ခလေးတွေဟုတ်တယ်ကောအဲ့လိုတွေအများကြီးပဲအဲ့ဒီခါကျလူကငါအကျိုးမပေးမဟုတ်အကျိုးမပေးတာမဟုတ်ကို့မှာဘာဖြစ်နေလဲဆိုတော့ကိုမသိတာဟုတ်ကဲ့အကျိုးမပေးတော့ကိုစောက်ဆုံးမရတာတော့ရှင်းတယ်တစ်ခုပြီးတစ်ခုဖြစ်နေကို့မှာမှားနေပြီလေသိရတော့မလို့ပြင်လေမပြင်နိုင်ဘူးဆိုရင်တော့ဒီတီပဲဖောက်မယ်တီမယ်ဖောက်မယ်တီမယ်အဲ့တန်တရားကနေမထောက်တော့ဘူးကြက်လည်းမြင်ရမှာမဟုတ်တော့အဲ့လိုလူတွေကြတော့ကောင်းတာအမြင်ဝင်တိုက်လိုက်ဟုတ်ကဲ့အဲ့ဒါအကောင်းဆုံးပဲတော့ဒါဆိုလို့ရှိရင်ကိုဒီဝိုင်းထဲမှာတိုက်ချစ်ကိုပေါ့နော်ဒီအမြင်အတွေ့ဝယ်တိုက်တယ်ဒါကြတော့ဒါအမြင်ဆုံးချစ်ကိုတိုက်လို့ရတဲ့နီးလဲမှန်တာပေါ့နော်အခုဒီအမြင်တွေ့ဝယ်တိုက်တယ်ဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့အခုဘယ်လိုမျိုးဟိုနည်းနည်းဆွေးနွေးပြချင်သေးလဲကိုအမြင်တွေ့ဝယ်တိုက်တာကတော့တကယ်ကြက်တိုက်မယ်ပေါ့ကြက်တိုက်မယ်ကြက်နဲ့ပတ်ဆန့်ရှာမယ်စဉ်းစားရင်တော့အမြင်တွေ့ဝယ်တိုက်ဟုတ်ဒါပေမဲ့အမြင်တွေ့ဝယ်တိုက်တိုင်းလည်းမနိုင်မှာမဟုတ်လေနိုင်အောင်ငါကြက်ပေါ်မှာဘယ်လောက်နားလဲဘယ်လောက်သုံးသပ်နိုင်လဲဟာကြက်ကနိုင်တာလားဒီကြက်ကအရေးချင်းရှိတဲ့ကြက်ကိုနိုင်တာလားတစ်ဖက်ကအရေးချင်းမရှိဘဲနဲ့ကိုယ်နဲ့အကွက်ကြပေါ့ကွာလမ်းကွက်တဲ့ပေါ့ဟာဟိုကနှုတ်ဒီမကောင်းကိုကနှုတ်ဒီကောင်းတယ်တကွက်တည်းနဲ့နိုင်သွားတယ်အဲ့ဒါမျိုးနိုင်လာတာလားအဲ့ဒါကိုကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့လိုတယ်ဟုတ်လားအဲ့လိုမဆုံးဖြတ်နိုင်ရင်လည်းဝယ်တိုက်တာအလကားပဲမင်းဝယ်တိုက်လို့ရှုံးရင်ကြက်ဖို့ရှုံးမယ်လောင်းဝယ်ရှုံးမယ်နှစ်ချက်ကွက်ပဲဟာဝယ်တိုက်အခုခေတ်ချက်စီကလည်းဝိုင်းထဲမှာတကယ်ကောင်းပြီဆိုရင်အစိတ်30ကပေးရပြီအစိတ်30ဝယ်တဲ့ကြက်တကောင်မင်းလက်ရင်60အနည်းဆုံးတိုက်ရမယ်50 60တိုက်ရမယ်မင်းရှုံးလို့ရှိရင်50တိုက်တယ်ဆိုပါစို့မင်းရှုံး80ရှုံးမယ်မင်းနိုင်20ကောင်းနှုတ်လိုက်ဘယ်လောက်ရှုံးမှာဘယ်လောက်နိုင်မှာဟုတ်လားဘာမှမနိုင်ဘူးဝိုင်းကားလေးရှိတယ်အဲ့လိုမျိုးဝယ်တိုင်းမဲ့အစားကြက်ဝါသနာအရန်ပါတယ်လောင်းကစားလဲလုံးကျင်တယ်ဆိုရင်တော့ဝိုင်းထဲမှာတီးရကြည့်တာဘယ်ကြက်တွေကောင်းလဲဘယ်ကြက်တွေကောင်းလဲသူတို့မွေးလိုက်အဲ့ကြက်ဝိုင်းထွက်လိုက်ကြည့်ဟာဒီကြက်ကအသားကြီးကောင်းလားကျမ်းမာကြီးကောင်းလားခွတ်နိုင်မလားကိုဝေဖန်ပြီးအဲ့ကြက်ပဲလောင်းလိုက်တာပိုရှင်းတယ်ဝယ်တိုက်စရာတော့မလိုဘူးပတ်စံလည်းမကုန်တော့ဘူးလားခုနပြည်ရမယ်မွေးရမယ်ကြက်တက်လေးကတော့နားယူအောင်နားယူအောင်မယ်တခါလဲဒီတိုင်းပဲလောင်းလိုက်တော့ဟုတ်တယ်အဲ့ဒီမှာပြန်ကွေးတာခုနပြောတဲ့ကြက်သမားနဲ့လောင်းကစားသမားဟုတ်ကြက်သမားစစ်တီလူများကြက်လည်းအာယုံမလာဘူးကိုကြက်ကိုမွေးမယ်ပြင်မယ်ကိုကြက်ကိုပုံတိုင်းမယ်အမြဲတမ်းတော့သူတို့ဝိုင်းမသွားခြင်းဘူးအမြဲတမ်းဝိုင်းသွားခြင်းတဲ့လူကလောင်းကစားဆန်သွားတယ်ဟုတ်ကဲ့ဝါသနာပါတာထက်ကိုလောင်းကစားဘက်ကိုအားတာသွားတာပေါ့ကွာဟုတ်ကဲ့သူတို့ကတော့လောင်းမယ်စားမယ်လောင်းမယ်စားမယ်လောင်းကစားဘက်ကိုအားတန်တဲ့လူကတော့ကြက်လည်းမဝင်နဲ့ကြက်လည်းမမွေးနဲ့အလကားချီရှုပ်တယ်အဲ့မှာကိုယ့်ကိုယ်ပဲအမြင်ကြီးလောင်းလိုက်ဟာလားကိုအမြင်ဘယ်လောက်ကောင်းလဲဟုတ်ကဲ့ဒါပေမဲ့ကြက်လောင်းတဲ့လူတော်များတော့ငါမြင်မှုတော့ကုန်သွားတော့ကောင်းကြီးပဲဟိုလူဖြစ်သွားတော့ကောင်းနေပါတော့ကွာငါတို့တော့လောင်းစားနေတယ်အလကားလောင်းစားတာမျိုးစင်းချုပ်လိုက်ကုန်သွားတာပဲချိန်တယ်မင်းတို့လည်းဝိုင်းတွေရောက်ဘူးတာပဲကြည်လိုက်လေဝိုင်းရရှိလာနိုင်တဲ့ကောင်ဘယ်နှယောက်ရှိလဲတော့ကုန်တာပဲစိတ်တိုင်းတော့ဝိုင်းပြီးရောက်လောင်းကစားသမားဆိုတာကုန်မယ်20ကောက်တွေ30ကောက်တွေကွာပြီးဟိုဘက်ဒီဘက်10ဘွဲအရှုံးနိုင်ဖြစ်လိုက်ပြီး10ဘွဲနိုင်10ဘွဲရှုံးပြီးတည်ရင်ပြုတ်သွားပြီဟုတ်တယ်အခုတော့ဆိုလို့ရှိရင်ဒါမြန်မာပြည် YC ကန်တွေပေါ့နော်ကျွန်တော်တို့ဒီ
ဒီမြန်မာပြည်ဝိုင်းစည်းကမ်းအကြောင်းပြောကျွန်တော်ရှမ်းပြည်နယ်ကျွန်တော်တို့ပြည်မယူခွဲလိုက်မယ်နော်ရှမ်းပြည်ဘက်မှာတိုက်တဲ့ပုံစံကတခန္ဓာဟိုဝိုင်းစည်းကမ်းလေတစ်မျိုးအခုကျွန်တော်တို့ပြည်မကြီးဒီမြန်မာပြည်ထမ်းမှာကျတော့တိုက်နေတဲ့ပုံစံတွေဝိုင်းစည်းကမ်းလေဟိုတစ်မျိုးရှိတယ်အခုဒါဟိုတနေ့လောက်ရှင်းပြပါလားမြန်မာပြည်ရဲ့ဝိုင်းစည်းကမ်းတွေနဲ့ဟိုဘယ်လိုပြောမလဲအကောက်တွေပေါ့အဲအကြောင်းလေးချက်ကအဓိကပေါ့နော်ကိုကဘယ်ထိသွားခြင်းလဲကိုရည်ရွယ်ချက်ပေါ့ငါကတော့တိုက်နေရကျင်နေပြီကြားတယ်ကြားတဲ့ဝိုင်းမှာတိုက်ပါမဖြစ်ဘူးဒီလူတို့ကတော့ငါကတော့ဟုတ်ပြီဘလို့ထိအဆင့်သွားခြင်းလဲဟိုနိုင်ငံတကာထိသွားခြင်းလားအခုနိုင်ငံတကာမှာလည်းကြက်တိုက်တဲ့နိုင်ငံတွေအများကြီးပဲလေဟုတ်ကဲ့အခုယူရီးယားဆိုရင်အနီးဆက်ဆုံးပေါ့ယူရီးယားဆိုကြက်တိုက်တယ်ပြုတယ်သူတို့ကတကယ်မများတိုက်ပြီဆိုစီးစနစ်ကောင်းကောင်းတစ်ခုလို့ပေါ့ကွာဒါပေါ့တွေးတဲ့လူလုံးမယ်တွေးတဲ့လူလုံးမယ်တွေးတဲ့နေရာမှာတိုက်မယ်ဆိုရင်ဒါဟိုထိတ်ဆုံးနေမရအောင်နိုင်အောင်ညှိမတက်နိုင်ဘူးကွာ level တစ်ခုတော့ရောက်မယ်ဟုတ်ကဲ့အမြင့်ဆုံးရောက်ဖို့ကစီးစနစ်လိုတယ်ဟုတ်ကဲ့အဲ့သူတို့စီးစနစ်ဒီတကဘာလုံးကလက်ခံတယ်ဒီစီကန်းနဲ့ဆိုညစ်တာပတ်တာမရှိဒုတိယစနစ်ကဟိုညစ်တယ်ကွာနောက်ဆုံးတချို့ရေချိတ်မိုးချိတ်မှာအသာကြက်တွေကကြက်ဆွဲကြောက်ရှုံးသွားတဲ့ကြက်တွေအများကြီးပဲဟုတ်ဒါကြတော့ကြက်ရည်ချင်းမဟုတ်တော့ဘူးဟိုလူပေါ့လူပါသွားတာပေါ့ဟုတ်တော့တို့ကကြက်ရည်ချင်းကိုလိုချင်တာလားကြက်ရည်ချင်းကောင်းပြီးနိုင်ရင်လားဟုတ်ကဲ့အဲ့ဒါဆိုရင်တော့စနစ်တစ်ခုကောင်းကောင်းရှိဖို့လိုတယ်အဲ့ဒီစနစ်တစ်ခုကောင်းကောင်းရှိမှပဲဒါက तू ကဟိုတရားဝင်ဖြစ်နိုင်တာလေစနစ်မရှိဘဲနဲ့ဒီတိုင်းဆက်သွားနေတော့တရားဝင်ဖြစ်လို့မရဘူးယူရီးယားမှာလည်းတရားဝင်ဖြစ်ဖို့အများကြီးလုပ်ခဲ့ရတာနှစ်10ကြီးတူးစားခဲ့ရတာဟုတ်တယ်ချက်ချင်းဖြစ်လာတာမဟုတ်ဒါပေမဲ့သူတို့ကနောက်ဆုံးဘယ်လိုလုပ်လဲဆိုကြက်ကိုကြက်တိုက်ပွဲမဟုတ်တော့ကြက်ပြိုင်ပွဲဆိုပြီးလုပ်လိုက်တာဟုတ်တယ်သူတို့က competition ပုံစံမျိုးလုပ်လိုက်တာပဲ competition လို့competition လုပ်လိုက်တာကြက်တိုက်ပွဲမဟုတ်ကြက်ပြိုင်ပွဲအဲ့ဒီခါကျတော့ကြက်တွေကိုအတက်ပတ်တယ်လူလိုပဲဒိုးလက်ဝိတ်ထိုးသူဖြစ်အောင်ကွာအတက်မဖွင့်တာကိုပတ်တိပတ်တယ်ဟုတ်တယ်ဟိုပြီးလို့ရှိရင်သူတို့ပြေခေါ်တယ်အချီနဲ့ပေါ့ဘယ်နှချီပြည့်ရင်ဘာဖြစ်မလဲတရေဘယ်နှချီပဲတို့မှမဟုတ်တို့မှအပြီးပဲအခါကျဘွားအပြတ်ပဲကြက်ပါဟိုသူညှိကိုညှိပြီးဆိုရင်နေကူရတာတို့မှောင်ရတာတို့အများကြီးပဲ၄-၅-၈နိုင်ခေါ်ရတာတွေအများကြီးရှိတယ်အဲ့ဒီခါကျရင်ကြက်ပြတ်သွားသူတို့မှကြက်ကိုတန်ဖိုးထားတယ်ပြိုင်ပွဲလို့လုပ်တယ်လုပ်တဲ့အတွက်ကြောင့်အဲ့ဒါဆိုတော့သူတို့လူကြီးတွေတဖြည်းဖြည်းလက်ခံလာတော့ကွာသူတို့နိုင်ငံမှာလဲဟုတ်ကဲ့အဲ့ဒါဆိုသူတို့မှတရားဝင်ဖြစ်သွားတယ်တို့မှတော့ဒီလိုဝိုင်းစည်းကမ်းနဲ့ဟိုဘယ်လိုမှတရားဝင်မဖြစ်နိုင်ဘူးနေခုနပြောတောင်ကြီးပဲစည်းကမ်းတွေကောင်းတယ်ကြိုက်တယ်ဟုတ်ကဲ့အဲ့ဒီဒိုးစီကကြက်ဆွဲတွေထင်တာကရိုင်ဘတ်လို့ဆိုကြက်ကုမလို့တော့ထင်တာကိုအရေးကြီးတယ်ကြက်ကုဟုတ်ပါဘူးဒီတရေလုံးအခုတ်ခံတာဟာကိုကုလို့ရတဲ့အချိန်မှာပြည်အောင်ကုနိုင်မှာဒါကြက်ဆွဲကောင်းဟုတ်ပါဘူးသူတို့မှအဲ့လိုကုနိုင်တဲ့လူတွေအများကြီးပဲဟုတ်ကဲ့ဒါပေမဲ့လူဝိုင်းတော့မမြင်ဝင်မကုလို့သာမမြင်ရတာကွာဟုတ်ပါဘူးအပြင်မှာတကယ်ကုတဲ့ကောင်တွေကကြီးမများတိုက်ရင်ပဲလူတိုင်းပြေးကုတာမှာဟုတ်လားသူတို့မှဆရာကြီးကုတာပဲဟုတ်အဲ့လိုသွားတာလေအဲ့ဒီကဏ္ဍမှာလည်းရိုင်စနစ်မှာလည်းကြက်ကုကအရင်အရေးကြီးတာပဲဟုတ်ကဲ့ဒါအောင်ဒီကလူတွေကမသိတော့ကြက်ကုနေရာပြောက်မှာကြောက်တော့ဘယ်လိုရိုင်စနစ်မကောင်းဘူးပါရိုင်စနစ်ကတကယ်ကောင်းလားဟုတ်ဘာလို့ဆိုညစ်ပတ်တာတွေမပါတော့ဘူးမှန်တယ်လူရဲ့ညံညံတွေမပါတော့ဘူးကြက်ရဲ့အရေးချင်းပဲမှန်တယ်အရေးချင်းကောင်းတဲ့ကြက်နိုင်ပါပဲဟုတ်ပါဘူးအရေးချင်းကောင်းတယ်ခုနကကြက်ရဲ့အရေးချင်းဖြစ်တယ်လို့ကြက်မွေးတဲ့လူရဲ့အရေးချင်းလဲဆိုင်တယ်ကြက်မွေးတဲ့လူကလည်းသူတို့ပြောတဲ့မိနစ်တတ်မှတ်တာမိနစ်10မိနစ်လားမိနစ်20လားအဲ့ဒါကိုခွတ်နိုင်အောင်မွေးတာပဲလူအရေးချင်းကပိုအရေးကြီးတယ်ဒီမှာဟုတ်တယ်အဲ့ဒါကိုမသိတဲ့ခါကျတော့ဟိုဒိုးစီကလူတွေကဟိုရိုင်စနစ်ဆိုရင်ကြက်ဆွဲနေရပြောင်းမယ်လို့ပါလို့ဒါမျိုးတွေဖြစ်လာတော့နော်နောက်အဲ့လိုစနစ်အတီတကြားဖြစ်မှလည်းဒိုးစီကိုလူများနိုင်ငံလူလာတိုက်ပါဟုတ်အဲ့ဒါတိုက်လို့ရှိရင်ဟိုဘက်ဒီဘက်လာပြီးဆိုရင်ဒါတိုးတက်မှုရခိုင်တော့များသွားပြီဟုတ်လားဒီတိုင်းဆက်သွားနေတော့မတိုးတက်ပါဘူးကွာတရားဝင်ဖြစ်လဲဒီတိုင်းဆက်သွားရင်မင်းကညင်းနေခုန်နေဘလို့မှအဆင်မပြေဟိုမှစီကံကြပဲမိနစ်20ပြည့်တရေမိနစ်20 3ကြီးတရေဆို3ကြီးပြည့်တဲ့တောင်ဆိုတာမင်းကတည်နေတဲ့တရေပဲဟုတ်ဒါသူတို့မှတတ်မှတ်ပြီးသားစီကံတို့စီမှာအချိန်ပြည့်တော့မယ်ရစ်တယ်ပြုတ်တယ်အဲ့ဒါမျိုးတွေနဲ့ပြဿနာတက်တာတွေအများကြီးပဲလေအများကြီးပဲအများကြီးပဲအဲ့ဒါမျိုးအမြင်နဲ့လို့တက်နေအများကြီးပဲအဲ့ဒါတွေအဲ့ဒါတွေကိုထိန်းဖို့ကစနစ်ကြဖို့လိုတယ်ဟုတ်ဘိုင်းစီကံပေါ့ဘလို့စနစ်နဲ့တို့တိုက်မယ်လူများလက်ခံနိုင်တဲ့စီကံမျိုးအဲ့ဒီစနစ်မျိုးနဲ့ဆိုရင်တော့ပိုတိုးတက်တာပေါ့ကွာတိုးတက်တယ်ကျွန်တော်လည်းဟိုပြီးခဲ့တဲ့လောက်တွေတော့ကျွန်တော်သုံးသပ်ပြပါတယ်ကျွန်တော်တို့မြန်မာပြည်ဒီမြန်မာပြည်ပြည်မကြီးနဲ့ဒီရှမ်းပြည်တောင်ပေါ်ဖက်တွေပေါ့နော်ဒီတိုက်ကျစ်ကိုဒီအောက်ကစားဆန်းဆန်းရှင်းပြတဲ့နေရာမှာရှမ်းပြည်ဖက်ကနေပြီးတော့တာဝါလိမ့်မယ်ဒီမြန်မာပြည်ကတော့ကြံခဲလိမ့်မယ်ဆိုတဲ့ဟာမျိုးစနစ်ကိုမူတည်ပြီးတော့သုံးသပ်ပြတဲ့ဆိုတဲ့အဲမှာပေါ့တချို့ကလည်းပြောကြတယ်ဗာလဲဟိုဒီလိုမျိုးဟိုကျင်းနှကောင်ခုံနေတဲ့အချိန်မှာလူနှစ်ယောက်ကအနောက်ကလက်နဲ့ကန်ပြီးတော့တိုက်ကြတဲ့ဟာကျတော့ဒါမြန်မာရိုးရပေါ့မသိဘယ်လိုပဲကျွန်တော်တို့ကပဲရိုးရတန်ဖုံးမထားသလိုပါလိုမျိုးဒါအမြင်လေးတွေရှိရပါတော့အရင်ခက်ကပေါ့မဟုတ်ရိုးရဆိုတာလည်းရိုးရပဲရိုးရဆိုတာလည်းရိုးရပေါ့ဒါအခုတို့ချင်းလုံးမြန်မာရိုးရပဲလေ
အခုပိုက်ကြောချင်းပြန်တော့သူတို့စီကန်းနဲ့ပဲပြန်ရတာလေ ဟုတ်တယ် ဟုတ်လားမပြန်ရင်တော့မလာနဲ့လေ ဟုတ်တယ် သူတို့ရိုးရချင်းမလို့ခတ်လေဟုတ်လားကဲပိုက်ကြောချင်းသွားမဆိုရင်သူတို့သမှတ်တဲ့စီကန်းတိုင်းမလို့တော့ပြန်ရတာလေရိုးရစီကန်းနဲ့မရအောင် ဟုတ်တော့ ကိုကဘလို့အဆင့်ထိသွားခြင်းလာလဲဆိုတော့အဲ့ဒါပြောတာလေကိုကဒီအိုင်လေးတီးလေးမှာပဲကျင်လဲပဲဆိုတော့ရတယ်ဒီစီကန်းနဲ့ပဲသွားရင်းလေးခုံနေသွားအောင်ပါပဲတကယ်အမြင့်ကြီးတက်ကျင်တယ်ဟိုဘက်လူတွေလာမယ်ဒီဘက်ချက်လောကကြီးတွေတိုးတက်ကျင်တော့စီကန်းစနစ်တကျဖြစ်မှာရပါမဖြစ်တော့မလာဘူးလို့မှာဟုတ်တယ်လေဒီ time မှာဆိုလို့ရှိရင်လာအိုတို့ဗီယက်နမ်တို့ကမ်ဘောဒီးယားတို့အင်ဒိုတို့ကနေလာတိုက်ရတဲ့ဟာတွေအများကြီးရှိရအောင်ကျွန်တော်မြန်မာပြည်မှာဒီကောင်လေးလာတိုက်မလားဘယ်သူတိုက်မလားနော်မတိုက်ဘူးလေဒီစီကန်းရှိလို့မတိုက်ဘူးလေသူတို့စီမှာစီကန်းတွေတူတယ်တူတဲ့အတွက်ကြောင့်သူတို့လှုပ်လို့ရတယ်တော့ကိုလည်းသူတို့ရေမောင်တန်းကျင်သူ့စီကန်းနဲ့ဖြစ်အောင်သွားမှရမယ်ကိုစီကန်းနဲ့သွားလို့မရဘူးလေမှန်တယ်ငါတို့ပြောနေတာကဟာဒီလောက်တသေးလေးပဲကျင်လည်ဖို့ပြောတာမဟုတ်တိုးတက်ဖို့ပြောနေတာလေတိုးတက်ဖို့ပြောတဲ့အတွက်ဒီအချက်တွေထည့်ပြောရမှာမှန်တယ်ဟုတ်မပြောလို့မရဘူးဟုတ်တယ်ဒါဆိုလို့ရှိရင်ဒီခုနဝိုင်းစီကန်အကြောင်းလေးပြောပြရပြီပေါ့နော်နောက်တစ်ခုရှိတယ်ဝိုင်းစီကန်ပြောပြရရင်ခုနကပဲကြက်မွေးတဲ့လူနဲ့အကောက်ကိစ္စကြက်မွေးတဲ့လူကကြက်တိုက်ရင်ကွာကြက်ဝယ်ရပြီပြီးရင်ဒီကြက်ကို2ပတ်လား3ပတ်လား1လလားကျွေးရမှာကျွေးရင်အလကားမရဘူးဆေးဝါးတွေဇရိတ်တွေအလုသမားဇရိတ်တွေကိုယ်တိုင်လုံးရင်လည်းအချိန်တွေအများကြီးပေးရတယ်ဟုတ်ပြီအဲ့ကြက်ကောင်တိုက်ပြီးဝိုင်းတယ်မှာဥမာ20ကောက်ဆိုပါစို့20ကောက်တဲ့အကောက်ကိုကြက်နိုင်ပြီကွာရှုံးတော့မပြောရင်နိုင်ပြီနိုင်တဲ့ခန်းရောက်ရင်ဟိုဘက်ကြက်ကူကလေးဘယ်လောက်ပေးပါအောင်ဆိုကိုကပေးရတာ30ဖြစ်ပါရောဟုတ်30ရာခိုင်နှုန်းဖြစ်သွားပြီပြီးလို့ရှိရင်ကိုကြက်ဆွဲကိုလည်းပေးရတာ40ရာခိုင်နှုန်းဖြစ်သွားပြီကိုကဘာမှပြန်မရအောင်ကိုရှုံးရင်တကြပြည့်ကိုနိုင်ပြား60ဖြစ်သွားပြီsorry ခုနက30ပါဟိုတကယ်လို့ကျွန်တော်တို့ကတသိန်းတိုက်မယ်ဆိုလို့ရှိရင်ထိုင်ကို1000ပေးရတယ်မှန်တော့ကိုရဲ့ချစ်ကူကို1000ပြပေးရတယ်ပြီးရင်သူများချစ်ကူကို1000ပေးရတယ်20ကောက်ဆိုတိုင်းကို2000ပေးရတာဟုတ်တယ်20ကောက်ရှိတယ်မန္တလေးတို့ဖေးမှာ20ကောက်ပြား40ပြောသွားပြီဟုတ်တယ်40အဲ့ဒီကကြတော့ကြက်ပိုင်ရှင်ကအဆင်မပြေတော့ဘူးဟုတ်တယ်ဟုတ်လားကြက်ပိုင်ရှင်အတွက်ကိုလည်းဒီဒိုင်းတွေအခန်းကဏ္ဍကနေပြီးတော့နည်းနည်းပါစဉ်းစားပြီးတင်လာပေါ့တော့ဟိုဒီလက်ရင်လက်ဖျားတဲ့အနေဘယ်လောက်ရခိုင်နှုန်းဆိုပြီးပေးရမှာပေးတင်တာပေါ့စုကြီးအနေနဲ့သူ့ရဲ့အောင်မြင်မှုကိုအတိမတ်ပြုတဲ့ဟာပေါ့အဲ့လိုမျိုးလေးလုပ်ပြီးတော့ကြက်မွေးတဲ့လူလည်းအဆင်ပြေတယ်ဟုတ်လားသူတို့မန်လေးဝိုင်းလို့ဆိုသူတို့ရှိတယ်လေသူတို့ကကြက်နဲ့ကြက်ဆွဲဆိုပြီးမပြောဘူးကြက်ကုဆိုပြီးမခွဲပေးဘူးကြက်ကုဘယ်လောက်ရခိုင်နှုန်းဆိုပြီးပေးတာတော့ကြက်ကုကွာဒီတနိုင်နှစ်နိုင်ပဲသူဝင်ရင်းရတာလေဟုတ်တယ်သူဘာမှမလုပ်သူတို့ရတာကိုမနာလို့ဖြစ်လို့ပြောတာမဟုတ်နော်သူတို့ဘာမှမလုပ်ရဘူးဒီတနိုင်နှစ်နိုင်ပဲအပင်ပန်းခံလို့သူတို့ကကြက်ဆွဲကရသွားပြီဒီကြက်မွေးတဲ့ကောင်နွားပေါ့ကြက်မွေးပြီးတတိုင်းတဲ့ကောင်နွားပဲသူတို့လှုပ်ကျွေးတာတူပဲပေါ့ဟုတ်လားအမတန်ဝါသနာပါပြီးတော်တော်အနစ်နာခံလို့ကလူတွေကကြက်ဝယ်ပြီးတိုင်းနေတာဒီအတ္တတွေပေါ့ငါကြက်နိုင်တယ်ဆိုတဲ့နာမည်လိုချင်လို့ကတိုင်းတာတကယ်စီးပွားရေးဆန်တော့ချင်းဒီကောင်တွေနွားပဲငါတို့တွေကနွားပဲဒါရှင်းပြောတာငါတို့တွေတတိုင်းတဲ့ကောင်တွေနွားပဲဟုတ်အဲ့လိုမဖြစ်အောင်ဒိုင်ဘက်ကလည်းဒီကြက်ကုတွေကိုနဲ့ကြက်ဆွဲကိုကြက်ပိုင်ရှင်ကိုပေါ့နော်ဟုတ်ကဲ့ကြက်ဆွဲကြက်ပိုင်ရှင်ကိုမျှတအောင်ဒိုင်တွေဘက်နေခွဲဟိုဘယ်လိုပြောခွဲပေးဖို့ကောင်းတာပေါ့ဟုတ်ကဲ့ဟိုဒါမှတရားဝင်ရေးတဲ့ဝိုင်းတွေရှိတယ်တချို့ဆိုကြက်ကုဘလောက်ရတယ်ဟိုမှာအမှတခါတည်းရေးတာပါကြက်နဲ့ကြက်ကုဘလောက်ဆိုပြီးရေးတိုင်းဒါရှင်းတယ်ဟိုဘလို့ပဲဖြစ်ကွာသူကြက်ဘိုးတွေပါတယ်မရရင်တော့သူကြောက်ချီးမြင့်တဲ့ဂုံပြုငွေလေးတော့သူလိုချင်တယ်လေကြက်ပိုင်ရှင်သူဖီးပို့တတ်တာပေါ့ကွာဟုတ်တော့အဲ့ဒါဆိုမင်းတို့ဝိုင်းလူပို့လာတာပေါ့ဟုတ်တော့အဲ့ဒါတွေလည်းလိုရတယ်မရှိဘူးเนาะမရှိဘူးဒီစနစ်မှာပဲလူနေရာတွေအများကြီးရှိတယ်အများကြီးနော်အဲ့ဆေးမိတဲ့ကိစ္စကြက်တွေဟုတ်တယ်ဝိုင်းထဲမှာဆေးမိတဲ့ကိစ္စဒုစီမှာရှင်တယ်ဆေးမိတာတည်ကြပြီဆိုရင်ဝယ်ရသွားတည်ရဖြစ်မော်လမြိုင်မှာအပြီးရှင်းမိတာရသွားဟုတ်ကွယ်တချို့နေရာတွေမှာမဟုတ်ညံတဲ့ကောင်ခံညံတဲ့ကောင်ခံဆိုရင်ဟိုဘယ်သူကခံနေမှာလဲဒီကိစ္စသူကပတ်စံလဲရှုံးမယ်ကြက်လဲပြတ်တယ်ကွာအခန့်ချင်းဦးတွေဟိုခံခဲ့ရင်တော့အောက်တီအောက်တန်းတယ်ကွာမပြောတာမနေတာလို့သူကပေးခဲ့ရတာလေအဲ့ဒါတွေကိုလည်းဒိုင်မက်ပြတ်ပြတ်သားလုပ်ဝင်ဖို့လို့တကယ်မိဝိုင်းစီကန်းကြရည်တာဆေးလို့ထင်ရင်ကြက်သမားနားလေတော့ကြက်သမား4-5ယောက်ပေါ့နော်တကယ်သမားကြတဲ့လူတွေပေါ့ဆုံးဖြတ်လို့ဆေးလို့ထင်ဒီပွဲရက်ပြီးတော့အရှုံးနိုင်မလုပ်ပေးနဲ့အဲ့ဒါအကောင်းဆုံးပဲရှင်းတယ်အဲ့လိုမျိုးလုပ်လိုက်ရင်နောက်ဆေးလုံးမဲ့ကောင်လည်းမလာတော့ဘူးလေဟုတ်ဟိုအလောက်ခံနေတော့လာနေအောင်ပါပဲဒီဆေးလောကကြီးရတဲ့ကျင်ကျယ်ပြန့်နေအောင်ပါပဲဟိုပြက်စီတာပေါ့ချက်ကောင်းနေအဲ့လားတော့ငွေတွေကြီးပါတော့လူတွေကနော်ရိုးသားတော့ပါပေါ့အမှန်ပါကွာဒိုးချက်တိုက်တဲ့ဆိုတာတော်တော်လွန်သွားပြီဟုတ်တယ်ဟိုငရဲကြီးတယ်ကွာဒိုးဗုဒ္ဓဘာသာယူနေပြောရင်ငရဲကြီးတယ်အာကုသို့ပေါ့
အဲ့ဒါတော့မှကွာအဲ့ဒီလူမျိုးအကုသို့များတဲ့အလုပ်တော်မှာတစ်ခါဆေးထည့်ပြီးလုပ်မယ်ဆိုတော့ဒီကောင်တွေကလူမဟုတ်တော့ဘူးကွာတော်တော်တော့ရုံညံ့သွားပြီဒါတော့အများကြီးပါအဲ့လေနော်ဒါလေးလည်းပြန်ပြီးတော့ချုပ်ကြည့်တော့ဒါစနစ်ကြောက်ပါပဲစနစ်ကြောက်ကျွန်တော်တို့မြန်မာပြည်ကတိုက်တဲ့စနစ်ကကြတော့จิตတကကိုဝိုင်းထဲမှာကုနေတဲ့အချိန်မှာရေကိုလည်းလာပါဇက်ထဲထည့်လိုက်အစာကိုလည်းသူများပေးတဲ့ဟောထည့်လိုက်နေအဲ့ဒါဆိုဖြစ်မှုရခံတော့အများကြီးပဲလေတော့ဖြစ်ဖို့ရခံတော့အများကြီးပဲဟိုရေမတိုက်ခင်မှာဖြစ်တာတို့ရေထဲမှာဖြစ်တာတို့ပြီးတော့အပြင်ဟာရရှံသေးအပြင်ကနေအများကြီးဖြစ်နေတာပေါ့ကောင်းတာတော့စနစ်တရားဖြစ်သွားရင်ပိုကောင်းတယ်အဲ့လိုရပတ်နဲ့ပါနဲ့မိနစ်လေးနဲ့ပေါ့နော်ဟုတ်တယ်အဲ့လိုစနစ်တရားလေးဖြစ်သွားရင်တော့ဟိုလူများကိုကိုချက်စနစ်နဲ့ကြိုက်တာကွာသူတို့ကမိနစ်20ဆိုလူချက်တယ်မိနစ်20မခွန်နိုင်ဘူးလေ10မိနစ်တော့လည်းကောင်းဒါမျိုးသတ်မှတ်ပြီးတော့လုံနိုင်တော့ပိုကောင်းတာပေါ့လူတိုင်းပို့ပြီးချစ်တိုက်လို့ရောက်သွားတာပေါ့နော်ဟာလူတိုင်းအခုဆိုရင်ချက်ကူမရှိလို့ချစ်မတိုက်ရတဲ့လူတွေအများကြီးပဲအဲ့လိုအများကြီးပဲဆိုတော့ဒီဟိုဘောအခုဒါကျွန်တော်တို့ YC ကန်းတွေအကြောင်းပြောပြပါပြီပေါ့နော်ဒီ YC ကန်းတွေနဲ့အခုဒီဟိုဘယ်လိုပြောမလဲမြန်မာပြည်မှာဒီရိုင်ဝိုင်းမှာတိုက်ရတဲ့ဟာနဲ့ရိုင်ဝိုင်းမှာတိုက်ဖို့အသေးကြည်ရွေးတာနဲ့ဒီမြန်မာပြည်ကောက်ကူမှာတိုက်ဖို့အသေးကြည်ရွေးတာနဲ့ကြည်ရွေးချင်မှုမတူလေတို့ဒီကောက်ကူစနစ်မှာတော့မှကြက်ရွေးတဲ့ချဲတာမတူဟိုတို့မော်လမြိုင်မှာဆိုဘယ်လိုကြက်မျိုးကောင်းတယ်ရန်ကုန်ဝိုင်းဆိုဘယ်လိုကြက်မျိုးကောင်းတယ်မန္တလေးဆိုဘယ်လိုကြက်မျိုးကောင်းတယ်မတူသူတို့ကောက်ကူဆိုပေမဲ့စီကန်းချက်လေးတွေကနည်းနည်းกว่าတော့ကွာဟုတ်ကဲ့နည်းနည်းกว่าတယ်ရန်ကုန်ဝိုင်းဆိုရင်ဒါကန်ခွရဲဟိုတိဆပ်ပါမယ်ကွာကန်ခွနှုတ်ဒီကောင်းမယ်ခြီကောင်းရင်နိုင်တာပဲခြီငုတ်တဲ့နိုင်တာပဲရန်ကုန်ဝိုင်းอ่ะမန်းလေးကြတော့မရဘူးမန်းလေးမှာကြက်ကွက်တွေပါတယ်ဟုတ်သူတို့ဝိုင်းနေထားတွေကနည်းနည်းကျင်းတယ်ကြက်ကွက်ပါတော့ကြက်ကွက်ပါတဲ့ကြက်ကပဲနိုင်တာများတယ်ဟုတ်တယ်များသောအဖြစ်ပေါ့နော်ဒူးမိုးလွယ်ဝိုင်းကြပြန်တော့လေယူရီယာနီရောအဆုံလာတယ်ကြက်ကအာယူရီယာပတ်ကွိုင်းတွေရောမားလို့တွေအဆုံလာတယ်မှန်းလို့မရဘူးနောက်လောင်းကွက်စားကွက်ဒီကကြက်တယ်လူများမပေးရတဲ့ GU ပေးတယ်ကွာအဲ့ဒါဆိုတော့တုံတန်ကလည်းမလာရင်ဘူးဒီဟုတ်တယ်ဟိုလောင်းကစားခတ်တာပေါ့ဒီမှာမော်လမြိုင်မှာလည်းလက်ဖျားရည်တော့သူကစည်နဲ့ဟုတ်တယ်ထိုင်တော့ရေးတယ်နော်ဟုတ်တယ်မန်းလေးတို့ဘာလို့အဲ့လိုရေးတယ်ရန်ကုန်ကြတော့မဟုတ်စားအောင်နဲ့အဲ့လိုလိုက်ရေးတယ်မြန်တော့ပို့ပြီးတော့ရန်ကုန်ကတော့လက်ဖျားရည်တော့ပုံမြန်တာပေါ့အဲ့ဒါတွေကကောင်းတဲ့စနစ်တွေပေါ့ခုနပြောသလိုလေကြက်ရွေးတာလည်းမတူတော့ရန်ကုန်ဝိုင်းမှာဘယ်လိုကြက်ရွေးရတယ်မန်းလေးဘယ်လိုကြက်ရွေးရတယ်ဒါတို့ကောက်ခုစနစ်မှာအောင်နော်ရိုင်ဝိုင်းနဲ့ကြတော့စနစ်ရိုင်ဝိုင်းစနစ်တဲ့တိုင်းမှာကြက်ရွေးတာပိုကွာရောပိုကွာရောရိုင်ဝိုင်းကြတော့လေဟိုလေသူတို့မှကြတော့ပို့ပြီးတော့ဟိုရေထဲမိုးတဲ့ပို့ခွတ်နိုင်တယ်ကြိတ်နိုင်ခံစတမီနာဘိုင်းတွေတို့အယိုးစစ်ဘိုင်းတွေတို့အသားရည်ဘိုင်းတွေတို့ပို့ပြီးကောင်းဖို့လိုလာတယ်ပေါ့နော်အဲ့ဒါတွေကောင်းဖို့လိုတယ်ကြက်မွေးအားလူရဲ့မွေးအားတွေမှာမိနစ်20ဆိုမိနစ်20 10မိနစ်ဆို10မိနစ်အဲ့ဒီချိန်မှာလုံးဝမမောမွေးနိုင်တဲ့လူကစားတာပဲလေစားတယ်ကြက်လည်းကောင်းမယ်မွေးအားလည်းကောင်းတယ်မိနစ်20အမောခံနိုင်တဲ့ genetic တွေလည်းကွာသွားသေးရဲ့နော်ကွာတာပေါ့အဲ့ကြောင့်ဗီယက်နမ်ကိုသုံးကြတာလေသူတို့ကဗီယက်နမ်ကအဆုတ်ကြီးတယ်အယိုးစစ်ကြီးတယ်ခံနိုင်ရည်ကောင်းတယ်သူကတော့သူ့အားနဲ့ကြတော့4တာပေါ့အဲ့တော့ကိုကဗီယက်နမ်ဘလောက်ရခိုင်နှုန်းထိထည့်မလဲအဲ့ဒါမျိုးပေါ့အဲ့လိုမျိုးဖောက်ရတယ်နောက်ပြီးတော့ယူရီးယားချက်သွင်းတဲ့ကိစ္စယူရီးယားချက်တွေပြီးတယ်ဆိုတာသူတို့ဒီမှာချက်မျိုးစိတ်တစ်ခုကို register လုပ်မယ်ဆိုရင်အားနဲ့ချက်အားသာချက်ပေးရတယ်တို့ပတ်ကွိုင်းနေဆိုရင်ကွာသူကမျက်ထိပ်ထိလို့ပြီးတာမဟုတ်ဘူးအခုကဒီကောင်တွေကအဆုတ်အားသိမကောင်းသူကကြကြကြိတ်သူတို့မှာကွာမိနစ်20ခေါ်မိနစ်20ခုဆိုတော့သူလုံလောက်တဲ့နားချိန်ရတော့အမောပြည့်တယ်တို့ဒီမှာကြတော့မင်းအမင်း10မိနစ်ပဲခုတ်9မိနစ်ပဲခုတ်နိုင်ရောပဲဝိုင်းထဲမှာခုတ်ကုချိန်က10မိနစ်ပဲရှိတယ်တော်ဆိုတော့တို့လုံလောက်တဲ့နားချိန်နဲ့ဟုတ်တယ်မရတော့ဒီကြက်တွေကအသက်ရှူလို့မရလို့ထွက်ပြေးတာဟိုအဲ့လောက်ထိဟိုလားဖြစ်ဗမာအလုပ်ကိုတေချာဝင်သွားပြီဆိုပတ်ကွိုင်းလည်းမပြေဘူးဟိုစားချက်သွင်းလိုက်တော့မပြောတတ်ဘူးပေါ့ကွာပတ်ကွိုင်းမှာလည်းစားချက်တွေအများကြီးပဲတကယ်တိုက်ချက်သွင်းလိုက်မပြေဘူးခွတ်တယ်ငါတို့အများကြီးဆန်းပြပါပြေးတာတွေကသူအားနေချက်ကိုတိဖို့လို့တော့ဗောကြက်မျိုးသေးစိဒီကြက်တွေဆိုရင်12လပြည့်မှအရွယ်ရောက်တာတို့ဗမာကြက်ဆို8လဆိုရွယ်ရောက်ပြီကွာဒီရိုးရလာတဲ့ကြက်တွေကများသွားပြီ12လဟိုဘက်ရောက်မှအရွယ်ရောက်တာဟုတ်တယ်အဲ့ဒါတွေလည်းတိတာဖို့လို့ပဲဟာအတက်ရက်ထွက်နေပြီကြက်တိုက်လို့ရပြီကြက်ကအတက်ငယ်ငယ်လေးခလေးလေးခုတ်ထွက်ပြေးမှာဗောဒီကြက်ဘလို့ရအောင်ဟုတ်နောက်တချို့တွေကရှိတယ်ကြက်မွေးတယ်ကြက်ပြင်းတယ်ကိုကဆောက်တော့မကြောက်ဆောက်ရနေလောက်တာကြက်ကဒုက္ခိတမသိမချင်းပေးခုတ်ပြီးလို့ရှိရင်ဒီကြက်မကောင်းဘူးအဲ့လိုပုံတဲ့ကောင်ကဗမာပြည်မှာတော်တော်များတယ်ကြက်သမားတော်တော်များများအဲ့လိုများတယ်
နောက်ကြက်သမားတွေကလည်းဟိုသူတို့စိတ်ထဲမှာထင်တာကြက်ကိုပြူစုဖို့ထက်ကိုဝိုင်းသွားပြီးတော့ဟာငါတို့မျက်နှာမြင်နေအော်နေဟင်းနေလို့ရှိရင်ဒါတကယ်ဟိုကြက်သမားကြီးတို့ကိုဒါအမှန်မှအဲ့ဒါကြက်သမားမဟုတ်တော့ဘူးအဲ့ဒါလောင်းကစားဆန်သွားပြီကွာအဲ့ဒါကြတော့လေဟိုကြက်သမားဆိုတော့ကိုကြက်ကိုခွတ်နိုင်အောင်ကျမ်းမာရေးအစားအသေးစိတ်ပေါ့နော်ဘယ်လိုလုပ်မယ်ဆိုတော့အရေးတကြီးနေတာပေါ့ကွာအဲ့လိုလူတွေပဲဒါကြက်သမားအစ်စ်တွေလို့ငါတော့ပြောချင်တာပေါ့ဒါကျွန်တော်စံတော်နဲ့လည်းမှန်တယ်ကျွန်တော်စံတော်ကဒီခြေသမားစစ်တာနဲ့ခြေသမားမစစ်တာနဲ့ဘာနဲ့ကျွန်တော်ကတိုင်းလဲဆိုတော့ကြစ်ကိုဘလောက်အချိန်ပေးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးပဲကျွန်တော်တိုင်းတာအဲ့လိုဆိုတော့မှန်ပါတယ်ဒီညီရတော့ပေါ့ဒါအခုကျွန်တော်တို့ပြောရတဲ့အချက်တော်တော်များများရီဗျူးအချက်တွေများပြီးသွားပြီဆိုတော့ဒါအခုရဲ့တိုက်ချင်းနဲ့ပတ်သက်ပြီးတော့အခုရဲ့ဖြတ်သန်းမှုလေးကိုကျွန်တော်ဟိုလူတိုင်းကိုသိစီချင်တယ်ပေါ့နော်အခုဘယ်နေ့မှကြစ်ကိုဝါသနာပါခဲ့လဲဘလို့အလုပ်တွေကိုလုပ်ခဲ့လဲဘလို့လုပ် personal အလုပ်ကိုပြောတာမဟုတ်ကြစ်အလုပ်နဲ့ပတ်သက်ပြီးတော့ယူရီယာကြစ်တွေကိုတွင်းပြီးတော့ဖောက်တဲ့ဟာဘယ်ချိန်လောက်စားပြီးတော့တွင်းဖောက်ခဲ့လဲအဲ့လိုပေါ့ပြီးတော့အခုရဲ့ဒါအမတ်တရားဖြစ်စေတဲ့ကြစ်အကြောင်းလေးတွေပေါ့ဥပမာအခုမှဆိုလို့ရှိရင်ဟိုးရင်တော့ဘလောက်2000ခုနှစ်လောက်တော့ကြစ်လီတို့အမောက်ထော်တို့ဟိုငွေပုံကြီးတို့အဲ့လေးရှိရပေါ့အဲ့ဒါလေးတွေနည်းနည်းလေးသူတို့ရဲ့သမိုင်းလေးတွေနဲ့ပြောပြလိုက်ပေါ့နောက်ဝါသနာရှင်တွေလည်းမှတ်ထားလို့ရတယ်ကြက်ကတော့ဝါသနာပါတော့လူမှန်းသိတတ်တယ်ရပဲဝါသနာစတာပဲစတယ်အဲ့လိုပေါ့စားတယ်တူဝဲကျွန်တော်တို့ဟိုတော့ဆိုလောရဲအကြက်ပေါ့ကွာချင်းတဲ့အကြက်ပေါ့ဝေတိုက်ရတယ်အိမ်ရောက်ရိုက်ခံပြီးရတာတွေနေရာငါရောက်တဲ့နေရာတိုင်းကြက်ဝဲတာဝယ်ပြီးဆိုရင်ငါစကားများပြီအတိုက်ခံပဲအဲ့ဒီချိန်တွေကလူမှုရေးဆုံးရှုံးလာပေါ့ကွာအဲ့ဒီချိန်နဲ့စပြီးမိဘနဲ့အတိုက်ခံဖြစ်တယ်အဲ့လိုအရွယ်ရောက်လာတာပေါ့တဖြည်းဖြည်းအရွယ်ရောက်တော့ကြက်ကအိမ်ကကြက်တိုက်မကြိုက်ဘူးမကြိုက်တော့မျက်နှာပီတဲ့ကြက်ကိုဝယ်လာလို့မရအောင်အဲ့တော့ပတ်စံလည်းအတင်းတင်းလေးကိုသုံးလိုက်ဆွဲနိုင်တဲ့ချိန်ကျကြက်ကောင်းကောင်းကိုရှာဝယ်တယ်ဟိုမျက်နှာမပီတဲ့ကြက်မျိုးဝယ်ရတယ်ပြီးခွန်းခေါ်တာမှမသိရတဲ့ကြက်အဲ့လိုဝယ်ပြီးနေပဲကြက်ကောင်းတွေရလာတာပေါ့ကွာဟိုမျက်နှာမပီဘူးကွာချီယာမထင်တဲ့ကြက်ကကောင်းလို့လေဟုတ်အဲ့လိုမျိုးကြက်တွေလိုက်ရှာရင်းနဲ့ဘယ်နေရာရောက်ငါတို့ကသွားတာဟိုအချိန်နေရာတွေမရှိဘူးဟိုလူများတတ်မှဆိုလဲအဲ့ချိန်နဲ့သိသွားတာကြပါပြီကွာတချို့နေရာမှာသွားတဲ့အရက်တွေလည်းသွားတာပဲကြက်ရဖို့လို့လေလုပ်ခဲ့တာပဲအဲ့ဒါတော့တိုက်တဲ့ဘက်ပေါ့တိုက်တဲ့ဘက်ငါမှမရငါ၈တန်းကျောင်းသားဘွားတော့မှာတားဖောက်တဲ့ဟာကိုစပြီစတယ်ဒါပေမဲ့အိမ်မှာဖောက်လို့မရဘူးဘေးမှာတော့ဖောက်ရတယ်ဖောက်တယ်အဲ့မှာတားဖောက်တဲ့ဘက်ကိုဥမာဝါသနာစပါလာတာပေါ့အဲ့ဒီကပေါက်တဲ့ကြက်တွေတိုက်နိုင်တော့ကြက်တွေနိုင်လဲနိုင်တယ်ဟိုဆွဲလောင်းနေလဲပါတာကွာကြက်တွေကဟိုခွတ်လိုက်ရတဲ့ခါလဲနားနဲ့မျက်စိကြားတွေခွတ်လိုက်ရထောင်ပြီးတော့လဲနေတယ်အဲ့လိုမျိုးတွေပေါ့အဲ့ဒါမျိုးကြက်တွေတောက်လျှောက်တက်လုံးပြောမဆိုကွာတဘွားလုံးကြက်တဲ့အချိန်ကုန်တယ်ပဲပြောရမှာပေါ့ပညာရေးဘက်ကိုဖိတဲ့ချိန်မှာတော့ကြက်နာတော့အဲ့ဒီချိန်တွေကတော့အဲ့တော့တက်ကတူတက်ရင်လည်းကြက်ဝိုင်းတွေ့မနေနိုင်ဘူးတကြည့်တာပဲငါတို့ရောက်တဲ့အရက်မှာပဲဟလားကြက်ဝိုင်းဘက်မှာလည်းမီးမြန်ပြီးသွားကြည့်အဲ့လိုတွေပဲလောက်တာပဲဒီဘက်ခေတ်ရောက်လာတော့အခုလိုလောက်ရတော့ကွာပူလောက်တာပေါ့ဟုတ်ကဲ့ကိုလည်းကိုချီဖြစ်တော့ဒီကြက်လောက်ပဲစောင်းချတော့ဆုံးရှုံးတာပေါ့အများကြီးအချိန်တွေဒီကြက်လုံးလုံးတယ်လို့မျိုးဒီပြစ်စီးပွားရေးတစ်ခုလုံးဒါနဲ့မကောင်းအောင်ပြင်တယ်လေတော့ဟုတ်ဒါပေမဲ့မနေနိုင်ဘူးဟိုလောကမှာလူလည်းဖြစ်တာလည်းသိမနေအောင်ဆိုတော့လုံးကျင်တာလုံးပြီးတော့သေသွားတာပဲအေးမှာဆိုပြီးအဲကြက်ပဲလုံးတော့တာပြီးရောဟုတ်မှတ်တရကြက်တွေကတော့အဲ2000နဲ့2002လောက်ပါအဲ့ဒီချိန်မှာတော့ကြက်ကောင်းကောင်းတွေတော်တော်ရတာပေါ့ဂျယ်လီတို့အမောက်ထောင်တို့နောက်ပမုံတို့အဲ2002ဒီဘက်ကျတော့ဘိုက်ကွယ်တို့ပွဲတော်ဝိုင်းတို့နောက်လူလေးတို့အဲ့ကြက်တွေရတာပြီးတော့ဒီဘက်2013-14လောက်ကျတော့ငွေပုံကြီးတို့လည်းကြက်တကောင်ပြန်ရတာဒါအဲ့လိုအလားတူကောင်းတဲ့ကြက်တွေရှိပေမဲ့ဒီကြက်တွေကအဲ့ဒါနေတော့ကိုထူကြပြီးကောင်းတာကွာဟိုတချို့ကြက်တွေဆိုရင်ငါ့ကိုကြက်ပညာတွေပြန်သင်ပေးတဲ့ကြက်တွေရှိတယ်ဒီအမောက်ထောင်တို့ဂျက်လီတို့အဲ့ဒီကြက်တွေကနေပဲဘလို့ခွတ်ကွက်ကိုဘလို့ခွတ်ရတဲ့ဆိုတဲ့ပညာတွေကိုပြန်သင်တာအများကြီးပဲကြက်တွေသင်ပေးတာဟိုကိုကလည်းလေးလာတယ်လေတခွက်ချင်းကိုကြည့်တယ်နှုတ်သီးခွက်ငါကြက်နှုတ်သီးကောင်းဟုတ်ပြီနှုတ်သီးကောင်းတော့မေးပါကောင်းတာလေအရှိတိုးခွင့်ကောင်းတာလားကိုယ်လမိုးတော့အနောက်လျှော့ပြီးခွင့်ကောင်းတာလားဒီနှုတ်သီးမှာအများကြီးခွဲချင်းစိတ်ဖြာလို့ရတယ်နှုတ်သီးဘာသာရမှာနှုတ်သီးဘာသာရမှာ9မျိုး10မျိုးမကအောင်ရှိတယ်ကွာတေချာကြည့်သိတယ်အဲ့ဒါတွေနှုတ်သီးဖိုင်တဲ့အရေးအဲ့ဒါတွေကိုကြက်ကကိုယ်ပြန်တင်တာပဲဒီကြက်တွေကတင်တာပဲအများကြီးပဲတင်တာကိုလည်းလေးလာတယ်ကြည့်တယ်နောက်ကြက်တစ်ကောင်မှထပ်ကြည့်တယ်ဒါမျိုးတွေတွေ့လဲဟာဒါဘယ်လိုခေါ်လဲဒါမျိုးတွေအခုလွယ်လွယ်ပြောငါကြက်နှုတ်သီးကောင်းတယ်ဟုတ်ပြီနောက်တစ်ပတ်ကျတော့ငါကြက်နှုတ်သီးကောင်းတာဖိခိုးရင်ကောင်းတယ်လေနောက်တစ်ပတ်ကိုလည်းဖိတဲ့ကြက်ကြတော့မခွတ်တာငါချက်မခုတ်ပြောတာအမှန်မှမဟုတ်သူကိုလည်းဖိတာမခွတ်တာအဲ့
အဲ့ဒါကိုစက်သမားတော်များခွဲခြားပြီးမသိကြအောင်ဟာမကြက်မခုတ်ကြက်မဟိုမခုတ်တာမဟုတ်ခုတ်ဖို့အခွင့်အရေးမရတာဟုတ်အဲ့ဒါတွေလည်းသိဖို့လိုတယ်စက်သမားတွေကအဓိကတော့အမြင်နဲ့ကြစ်ကနေပဲလိလာနေရမှာဟာလိလာရတော့ဗောသူတို့မှလည်းပညာရက်တွေမကုန်ဘူးလေကွာရှိတာပဲကိုမမြင်ဘူးတော့ခွက်လန်းခွက်ကွက်တွေလည်းရှိတာပဲဟုတ်ဒါပေမဲ့လူများနဲ့ဆိုင်တော့ကြက်ကောင်းကောင်းတွေအများကြီးမြင်ခဲ့ဘူးတော့ဟိုပညာရက်တော်တော်များများတော့သိတယ်ခွက်လိုက်အားဒီကြက်ယူရင်ဘလို့ယူရင်ဒါဒီကြက်ဘာကောင်းတော့မယ်ဆိုတာတော်တော်များများတော့မှန်းလို့ရတာဟုတ်အဲ့ဒီကြက်တွေကတော့ကွာဒါမှတ်တိုင်ကြက်တွေပေါ့တကယ်ကိုအထင်ကြီးရကြက်တွေပေါ့အဲ့ဒီခက်ခါလည်းသူတို့မြင်မှုတဲ့လူတွေရောအတန်ကြားမှုတဲ့လူတွေရောအားလုံးလေးစားတဲ့ကြက်တွေပဲဒါတွေကဟုတ်အဲ့ဒီမှာပူထူးကြတာတော့ဂျက်လီနဲ့မောထောင်ပေါ့အဲ့ဒီခေတ်ကတော့ကြက်တူဘလူးမခံမှာမတိုက်တာဟုတ်တော်များများငါတို့ရှောက်ပတ်တယ်အဲ့ဒီကြက်တွေနဲ့မတိုက်ရတာများဘူးနောက်ဆုံးတတရနှစ်ပေါ့ပြန်စီပြီးတော့နောက်တစ်နှစ်ပေါ့နှစ်ကျွတ်မှာဘယ်လူမှခံမတိုက်ဘူးမတိုက်ရတဲ့ဘဝနဲ့ဝိုင်းတိုင်းလည်းရောက်တယ်အဲ့ဒီခေတ်တို့အောက်ပြေပေါ့ကောင်းတဲ့ဝိုင်းတော်များများရောက်တယ်ခံမတိုက်လားမတိုက်တော့နားလိုက်ရတာပေါ့အဲ့ကြက်ကြီးဟုတ်ဒီယူရီးယားနေပြီးတော့ဗမာကြစ်တွေတွင်းတာကြတော့ဘယ်နှခုလောက်ကနေစပြီးတွင်းတာကိုဆဆတွင်းတာယူရီးယားကအရင်ဆုံးတွင်းတာဗမာကြက်မဟုတ်ဘူးပတ်ကွိုင်တွင်းတာဟုတ်တယ်အခုနဲ့ကျွန်တော်လည်းတွေးတဲ့အချိန်မှာအခုချမ်းမှာပတ်ကွိုင်လည်းရှိတယ်ဗမာတွေလည်းရှိတယ်ပတ်ကွိုင်တွေတွင်းတာသူတို့ခုလန်းခုတ်ကဒိုးမျက်စိနဲ့ကြတော့တော်တော်ထူးဆန်းတာပေါ့ကွာထူးဆန်းတော့အဲ့ဒါတွေတွင်းတယ်နောက်ပြီးတော့အဲ့ဒါ2015လောက်ပေါ့ပြီးတော့မားလောက်တွင်းတယ်မားလို့မဟုတ်လန်ဝန်တွေတွင်းတာပေါ့လန်ဝန်တွေတွင်းပြီးတော့အဲ့ဒီပတ်ကွိုင်တွေကိုဗမာနဲ့ဖောက်တယ်ငါတို့ပြီးတော့အဲ့လန်ဝန်တွေကိုဗမာနဲ့ဖောက်တယ်ဖောက်ပြီးခုတ်ကြည့်တဲ့အချိန်မှာခုတ်လို့မရဘူးကွာဒိုးစနစ်နဲ့ကြတော့လေပတ်ကွိုင်ကပြားတွေကလန်ဝန်ကပြားတွေခုတ်လို့မရအောင်ခုတ်လို့မရတော့အဲ့ဒီမှာငါတို့ကပတ်ကွိုင်တွေကိုစားပြီးတော့ဖြုတ်တော့မဟုတ်ဘူးဖောက်တာအားနေတော့နည်းနည်းပဲလုပ်တော့တာပေါ့လန်ဝန်တွေဖောက်တယ်ဖောက်တော့ဘာပြဿနာဖြစ်လဲဆိုတော့လန်ဝန်တွေကခုတ်လန်းခုတ်ကွက်ကောင်းတယ်ကြိုက်တဲ့အခါတွေစိတ်ပိုင်းဆိုင်ရာတွေကြရင်အားနေတယ်အားနေတော့ပြီးတဲ့ပြဿနာတွေကတော့ဖြစ်လာအောင်ဖြစ်လာတော့အဲ့ဒါကို3နှစ်လောက်ပြင်သွားတာလူများတွေတော့မသိဘူးကွာယူရီးယားကြက်သွင်းပြီးဖောက်တယ်ဘလို့ဖောက်လို့ငါတော့ယူရီးယားကြက်သွင်းပြီးဖောက်တာဗမာကြက်နဲ့ဗမာဝိုင်းနဲ့ပေါ့နော်အံဝင်ကြဖြစ်အောင်ဒီမားလော့တွေလန်ဝန်တွေဖောက်တာ3နှစ်လောက်အချိန်ယူသွားတာဟုတ်အဲ့ဒီတော့မှကိုချိတ်ကိုတော့အဆင်ပြေတယ်ဒီလောက်လေးလာအားရှိတယ်ကွာတော်တော်လေးလာပါတယ်တော်တော်လေးလိုက်လောက်ပါတယ်အများကြီးအဖတ်တင်အောင်လည်းမွေးနိုင်တယ်အဲ့ဒါတော့3နှစ်လောက်အချိန်ယူရတယ်အခုဖောက်နေတဲ့လူကတော့ဘယ်လိုဖောက်လဲငါလည်းမပြောတတ်ဘူးငါတို့တော့အဲ့လောက်အချိန်ယူပြီးလုပ်ခဲ့ရတာဟုတ်အဲ့ဒီ3နှစ်လောက်အချိန်ယူခဲ့ရတယ်ဆိုတော့ဟာဟိုကနေလာတဲ့ဒီလန်ဝိုးတွေမာလော့တွေကိုကျွန်တော်တို့မြန်မာပြည်မှာတိုက်လို့ရအောင်မြန်မာ site ဖြစ်အောင်ဒီမြန်မာမျိုးရေးတွေနဲ့သွားချိတ်မဲ့ဂျိတ်ပေါ့ဟုတ်တယ်အဲ့ဂျိတ်ကိုမသိကြတာဘလို့ကြက်မျိုးနဲ့ဖောက်အောင်မယ်ဆိုတော့ငါတို့တော့အဲ့လိုလိုက်ဆန်းရတာဟုတ်3နှစ်လောက်ဆန်းရတယ်လို့3နှစ်မြောက်လောက်မှနည်းနည်းအဆင်ပြေတာဟုတ်ကြက်တွေကဆိုတော့ဒါအခုအနေနဲ့ဗာလီပြောရှင်းသေးတယ်ဗာလီပြီးရှင်းဒီတော့လူမှုရေးအရင်ဆုံးရှုံးတယ်ဒါပေါ့ဟိုတာရေးနာရေးဟိုမသွားနိုင်ဘူးကွာဒီထဲမှာပဲအချိန်ပြည့်နေမြုပ်တယ်ဟုတ်တယ်ပြီးတော့စီးပွားရေးဆုံးရှုံးတယ်ဟိုမလုံနိုင်ဘူးဒီကြက်မှာပဲဒီအတ္တတွေမာနတွေနဲ့ပဲငါဟာဘယ်လိုဖြစ်မယ်ငါကြက်ဘယ်လိုဖြစ်ကျင်လဲဒါနဲ့ပဲအချိန်တွေကုန်သွားတယ်နောက်ဆုံးကုန်ပြောမိသားစုပေါ့ကွာမိသားစုတော်မှာကိုညွညင်လာတယ်ဟုတ်တယ်ငါတို့ကအနေကအားလုံးပြစ်ထားတယ်မိသားစုအကုန်ပြစ်ထားတယ်ဒီကြက်ပဲခေါင်းထဲမှာရှိတယ်ဆိုတဲ့ဟာမျိုးကဟိုတော်တော်လေးကိုထိခိုက်တယ်ကွာလူမှုရေးလေဟိုတကောင်လောက်တော့မပြောတတ်ဘူးငါတို့လောက်ရင်တော့တေးကြတယ်လူမှုရေးထိခိုက်ပြီအဲ့လိုမျိုးတွေရှိတယ်နောက်ကြက်သမားတော်များအဲ့လိုတွေပေါ့ကွာလူမှုရေးထိခိုက်တယ်ကိုလူစုံတယ်လေစုံတော့ဟိုမဟုတ်တာတွေလည်းဖြစ်သွားနိုင်တာပေါ့နော်ကိုမိသားစုတွေမှာအဲ့ဒါတော့နည်းနည်းဘလောက်ဝဲဝါသနာပေါ့ကွာဒီမိသားစုကိုလည်းနည်းနည်းလေးပြန်ခဲ့ကြည့်ဖို့ပေါ့ဟုတ်ဒါအဲ့ဒါအချိန်ပေးဖို့အဲ့ဒါတွေလည်းပြောချင်တာပေါ့မှန်ကျွန်တော်တို့ဒီမြန်မာပြည်ကဒါจิตသမားစီနီယာจิตသမားထဲမှာจิตကိုတော်တော်လွယ်လွယ်လူတော်တော်များများနဲ့ကျွန်တော်နဲ့စကားပြောတဲ့ခါကျရင်သူတို့ကတော့ဒီအจิตကိုပဲပြောတာဖြစ်နိုင်မလုံးနိုင်ဆိုတာကြီးပဲဟုတ်တယ်ငါတို့ကတော့ရှင်းအောင်ပြောရင်အယူထဲကနေလာတဲ့ဝါသနာဆိုဆွဲဘယ်လိုမှလုပ်လို့မရအောင်ဖျက်လို့လည်းမရအောင်လူများတွေကတော့ဘယ်လိုနေတော့မသိဘူးဟုတ်ပါတချို့ကတော့ကြောက်ဝါသနာပါတယ်ကြောက်ပြစ်ခတ်ထားတယ်အဲ့လိုလူတွေကတော့ဘာမှဖြစ်ဘူးလေဟုတ်တည်ရင်ကြက်ပဲပြက်စီရင်ကြက်ပဲကိုတွေကတော့အဲ့ဒီဟာကိုအပြက်စီမခံနိုင်အောင်အတီမခံနိုင်အောင်လိုက်လို့တော့လူမှုရေးတွေအများကြီးနစ်နာတာ
ကိုမိသားစုလည်းတစ်ခါကျရင်ဟိုညဉ့်ညင်တာပေါ့ကွာညဉ့်ညင်စိတ်မကောင်းဖြစ်အောင်လွယ်ပြီးကိုလည်းဘာမှမလုပ်နိုင်အဲ့လိုဖြစ်တာပေါ့ဝေတိုက်ရင်လည်းနှစ်ချက်ကွက်ပဲရှောင်းဝင်အဝေတိုက်တယ်ဆိုတဲ့ကိစ္စမှာလည်းလေပြန်ပြောချင်တာကိုမျက်စိအမြင်ဘယ်လောက်ကောင်းလဲမင်းတို့ဝေတိုက်တဲ့ကြက်တိုင်းနိုင်ပြီလားနိုင်အောင်တိုက်နိုင်ပြီလားအဲ့ဒါလည်းအရေးကြီးတာပဲဟုတ်ဝေအဲ့လိုမလုပ်နိုင်ရင်လည်းဝေတိုက်တာအဆင်မပြေပြန်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာလေဒီမြန်မာပြည်မှာဟိုပါဘောနော်ဒီတိုက်ကျစ်သားဖောက်တဲ့လုပ်ငန်းလုံးဝကိုမရှိခဲ့ဘူးမထောခဲ့ဘူးဟုတ်တယ်မထောခဲ့ဘူးတော့ဟိုတိုက်ကျစ်နဲ့ဖောက်ကျစ်မှာဆိုလို့ရှိရင်ဒီဝိုင်းထဲမှာဆိုရင်တိုက်တဲ့ကျစ်ကိုဈေးပေးပြီးတော့ပို့ဝဲဝိုင်းထဲမှာတော့ဒါဝိုင်းထဲရောက်လာတဲ့ကျစ်ကတော့ဈေးများရမယ်ဈေးမြင့်ရမယ်ဒါတော့သိချတယ်ဟာနော်ဒါပေမဲ့ဟိုဒါပေမဲ့ဒီခေတ်မှာတော့ဖောက်ကျစ်တွေကတော့ဘယ်လိုပြောမလဲဒီတိုက်ကျစ်ထက်ကိုဈေးပိုကောင်းလာကြပြီနော်ဟုတ်ပါအဲ့ဒါဘယ်လိုလဲဆိုတို့ငငယ်နဲ့ဟိုအခုခေတ်တွေပေါ့နော်တော်တော်များချက်သမားတွေကဝိုင်းထဲမှာကန်းသွားတဲ့ကြက်တို့ဟိုရှုံးသွားတဲ့ကြက်တို့အဲ့ဒါမျိုးတွေတောင်းပြီးတော့သားဖောက်ကြတဲ့လူကများတယ်ဟုတ်တယ်ဟိုဖောက်ချက်ကိုမရင်းညင်ဘူးကွာတော့သားဖောက်ချက်ကိုတန်ဖိုးတစ်ခုနဲ့မရင်းညင်ကြဘူးဒါပေမဲ့အခုဒီဘက်ခေတ်မှာရင်းလာကြတယ်ဟုတ်တယ်အဲ့ဒါကတော့ကောင်းတဲ့လက္ခဏာပဲဟုတ်ပါဘာသားဖောက်ချက်ဒီ तू ကအများကြီးမွေးထုတ်ဝေးရမှာကောင်းတယ်တော့ဆိုတော့ तू ဈေးများဖို့လိုတယ်ဟုတ်တကယ်ကောင်းဖို့လိုတယ်ကောင်းတယ်ဆိုတာကလည်းတိုက်ချက်တိုင်းတိုက်တဲ့ကြက်တိုင်းသားဖောက်လို့မရအောင်ဒီကြက်ရဲ့ခွတ်လန်းခုတ်ကွက်ဒီဟိုသားဖောက်တင်လားသားမဖောက်တင်ဘူးလားဒီကြက်ကအတူခွတ်လားအရှည်ခွတ်လားဒါကြက်သမားတော်တော်များနားမလဲဘူးဥပမာကြက်တစ်ကောင်ဟာအရှည်ခွတ်ပဲသားဖောက်အတူခွတ်ကိုသားဖောက်ရင်တေးကြတယ်90ရာခိုင်နှုန်းမထုတ်ဟုတ်ဒီကြက်သားမထုတ်ဘူးအဲ့ဒါကိုသားဖောက်တဲ့ကြက်သမားတွေအတူခွတ်အရှည်ခွတ်တီးဖို့လို့မသိရင်သားမဖောက်နဲ့အလကအလုပ်ချုပ်တာဟုတ်အခုခွတ်နေတဲ့တိုက်နေတဲ့ကြက်သမားတွေလည်းတော်တော်များအတူကိုအရှိကိုတိလာဆိုလည်းမတိတဲ့လူများတယ်ဟုတ်အဲ့ဒါကိုဝေခွင်းနိုင်မှာတားဖောက်တားဖောက်ချက်ကဒီကြက်ကရှုံးတိုင်းတော့လည်းကောင်းဟိုအကြောင်းကြောင်းတိုက်ဝိုင်းမရောက်ရင်တော့လည်းကောင်းဒါပေမဲ့တားဖောက်တဲ့အင်္ဂါအပြည့်ရှိတယ်အရေးချင်းရှိတယ်ပြီးတော့သူ့ခွတ်လန်းခုတ်ကွက်ဒီတားထွက်နိုင်တဲ့အနေထားရှိတယ်ဖောက်ဟိုနိုင်တဲ့ကြက်တချို့ကြက်တွေရှိတာပဲကမှ၄၅ပွဲနိုင်တာပတ်စံတွေအများကြီးနိုင်တာလေတားမဖောက်ကြောင်ထိုးရကြက်တွေအများကြီးပဲဒီလိုလည်းမြင်တာပဲဟုတ်မဖောက်တဲ့ကြက်အများကြီးရှိတာပဲကြက်တိုင်းဖောက်တာမဟုတ်လားဟိုနိုင်တဲ့ကြက်တိုင်းဖောက်ရရင်ဒုက္ခရောက်ကုန်မှာပေါ့ဟုတ်နိုင်တဲ့ကြက်တိုင်းသားမပေးဘူးလေသားမပေးနိုင်တဲ့ကြက်ကိုလုံးဝမဖောက်တာငါဟုတ်ဘာလို့မဖောက်ဟိုတော့အများကြီးစမ်းပြီးသွားပြီဟိုအဓိကအင်္ဂါညံ့တဲ့ကြက်တွေပေါ့ကွာအင်္ဂါညံ့တဲ့ခွန်းလန်းခုကအတူဟုတ်တယ်ဆိုရင်မဖောက်ဘူးမဖောက်တာများလားကျစ်တော်များများခွတ်တာကောင်းရင်တော့တိုက်ကြည့်လုပ်လို့ရတာတိုက်ကြတော့မင်းကလည်းအခုပေခုအခုတိုက်ကြဖြစ်တာဟုတ်လားတိုက်ချက်ပေါက်တဲ့ဟာဒါကောင်းလားမကောင်းတာတက္ကနာတွေတော့ကောင်းတဲ့ချက်တိုင်းလည်းမနိုင်ဘူးကွာကြက်မှာဇာတာဆိုတာလာသေးတယ်ကွာဟုတ်တယ်ဇာတာဆိုဒီကြက်နဲ့ကိုယ်နဲ့ကန်ဆက်လာကြက်ကန်လူကန်ပေါ့စိုက်ရင်ဇာတာကောင်းရင်နာမည်ကြီးတာပဲဟုတ်ကြက်လည်းနာမည်ကြီးလူလည်းနာမည်ကြီးပေါ့ကွာဆိုတော့ကိုဒါအချုပ်အနေနဲ့ပေါ့နော်ချုပ်အနေနဲ့ဒါဒါအကိုအနေနဲ့ကွာဒါလက်ရှိဒါဆိုအကိုဆိုရဲဒါမြန်မာပြည်သူပြည်လောကจิตသမားတွေနဲ့အကိုအများနဲ့ထိတွေ့ဆက်ဆက်နေရတယ်အဲ့ဒီဆိုတော့ဘယ်လိုပြောမလဲဆိုတော့အခုဒီခေတ်จิตလောကနဲ့ဒါလက်ရှိအခင်းကျင်းတွေဟိုဖြစ်နေတဲ့ပုံစံတွေဖော်ပြမှုတွေနဲ့ဒါအရေးခေတ်จิตလောကနဲ့အကိုဆိုရဒါကျွန်တော်ထက်ဒါရှေးပုံမိနေဆိုတော့ဒါဟိုအရင်တော့จิตလောကနဲ့အခုခေတ်จิตလောကအခုဘယ်လိုမျိုးသုံးသပ်ချက်လေးတခုထုတ်ခြင်းလဲကြက်လောကမှာနှစ်ပိုင်းကွာလားဟုတ်ကြက်ကောင်ပေါ်တာတော့ဟိုခေတ်ကြက်တွေတုန်းကကြက်ကောင်ပေါ်တယ်ဟုတ်ကဲ့ကြက်ကောင်ပေါ်တို့ဗမာချင်းချင်းဆိုင်လဲခုနကြက်ဖောက်တဲ့နေရာမှာအဲ့လိုဆိုင်နဲ့ grade ကြလာထပ်မမြင့်နိုင်ဘူးလို့ပါတော့ပါဆိုတော့ကြက်တွေကတဖြည်းဖြည်းညံ့လာဟိုကြက်ကောင်နေလာတော့ကွာဟိုခေတ်တုန်းကပြောစရာဟိုပြောလောက်တဲ့ကြက်တွေကတိတ်မတွေ့တော့ဘူးခုခေတ်ကလေဟုတ်အဲ့လိုမျိုးငါတို့ကယူရီးယားသွင်းတယ်ဖောက်တယ်ဆိုတော့ကိုက upgrade လုပ်ပေးတာဟို grade တင်တာ grade တင်ပေးတာgrade တင်ပြီးတော့အဲ့လိုတွေလုပ်လာတော့ကြက်သမားမှာနှစ်ပိုင်းဒါကြက်ပိုင်းပေါ့နော်ကြက်ပိုင်းမှာဗမာကြက်တွေတွေပြီးဆင်းနေလာတယ်လူပိုင်းကြတော့ကြက်သမားတွေအခုကြက်တိုက်တဲ့လူတွေစိတ်ဓာတ်တွေကြတော့အရင်ခေတ်ကနေပုံမြင့်လာတယ်ဟုတ်စိတ်ထားတွေပေါ့နော်ကြက်ပေါ်မှာထားတဲ့စိတ်ဓာတ်တွေရောနော်ဝိုင်းထဲမှာတိုက်နေတဲ့စိတ်ထားတွေရောလူတွေရဲ့စိတ်ဓာတ်တွေကပုံမြင့်လာပေါ့ဟုတ်ပုံအမြင့်ကျေလာတော့ပေါ့ကွာဟုတ်အဲ့လိုမျိုးဟိုခေတ်တုန်းကတော့နည်းနည်းအမြင်ပူကျင်းတာပေါ့ဟုတ်ကဲ့ဟုတ်။ဘာကြက်သမားဒီကြက်ကြီးငုတ်တုံးမြင်တော့မဟုတ်ဆိုပြီးလိန်နေတယ်လေကွာ။အခုခေတ်ကတော့အဲ့လိုတွေတိတ်မရှိတော့ပါဘူး။လို့ဝတ်တာတွေပေါ့
ချမယ်ဆိုတာမင်းဘလောက်ကောင်ကောင်ချမှာပဲဆိုပြီးလူတွေပဲများတာပါဟိုခေတ်တော့လိန်နေရတာလေဒီကြက်ကောင်နာမည်ထွက်ပြီးဆိုရင်တိုက်မမတိုက်တော့တာတိုက်ရင်တော့လိန်ရတယ်လေရှိုပြီးတော့လုပ်တဲ့ချက်ပေါ့ဘိုးတော့ရှူချက်အခုခေတ်ကပွင့်လင်းလာတော့ချမယ်မင်းကောင်းလဲချမယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်လေအခုခေတ်ကတော့အခုရောင်းပေးနေတဲ့ကြစ်မျိုးတွေရဲ့ဒီကြစ်ဈေးတွေရပေါ့အဲ့ဒါလေးတွေနဲ့အကြံဖြင့်ပြောပြလိုက်ပါဒီကတော့သမားခွဲပေါ့4လခွဲ4လအဲ့လောက်သားတွေကိုတစုံအခုဆို6သိန်းလောက်ရောင်းလာ6သိန်းလောက်ရောင်းတယ်တော့ချက်ပေါက်တွေ8လ9လအဲ့ဒါကို3သိန်းခွဲချက်ပေါက်မူတည်တာကွာချက်ဆိုင်ပေါ့အရွယ်ကြီးရတာချက်ဆိုင်ပေါ့ဆိုင်မမီတဲ့ချက်တွေဆိုတော့ရှော့ရောင်းတာပေါ့ဆိုင်မီတယ်ဆိုတဲ့ချက်တွေဆိုလဲအဲ့လို3သိန်းခွဲအဲ့လိုရောင်းလာအဲ့ဒီထဲမှာစမ်းမီဝိုင်း okay တယ်ဟိုထိတ်စားဖြစ်နိုင်တဲ့ချက်ဆိုလဲသူ့စီနေသူပေါ့အဲ့လိုတွေရောင်းတာပေါ့အများသောအားဖြင့်တော့မပြီးခုတ်ပဲနဲ့အဲ့လိုဘျုံရောင်းတာပဲများပါတော့ကွာအဲ့လို3သိန်းခွဲဝန်းကျင်နေရောင်းတာများတော့ပေါ့ဒါပေမဲ့ဒီချက်တွေလည်းမညံ့ပါဘူးဝယ်တဲ့လူတော်များလည်းလက်ခံပါတယ်လက်မခံတဲ့လူတွေရှိတာပေါ့ကွာရှိတယ်ဆိုတော့သူတို့ဟာလည်းတိုက်ဆိုင်လို့ရတဲ့ကိစ္စဖြစ်တဲ့အမြင်နဲ့တော့ဘယ်တော့မှ 100% ရတော့ဘယ်မှအများကြီးဆိုသူ့အမှားလည်းရှိတယ်ကိုယ့်အမှားလည်းရှိကောင်းရှိနိုင်တယ်လေဒါပါပေါ့ဟိုသူ့အမှားသူကချက်ကောင်းကောင်းမွေးပြီးခေါ်မယ်စောင့်ရလုပ်မယ်ဒါမျိုးကြီးဆိုရင်လည်းဒိုးစီကချက်တွေကခွက်လက်မရှိဘူးနောက်တဘာဝနေတာတဲ့ချက်မဟုတ်အစာနဲ့နေတာတဲ့ချက်တွေဆိုတော့အဓိက weight တွေပိုနေဝါနေတာအဲ့ဒါကိုသူတို့ကပြီးခေါ်တော့ဒီချက်တွေကအဲ့လိုပြီးခေါ်အိုးကပြန်လာပေါ့ကွာခါတယ်ဒီကတော့ကြည့်ရသဘောတရားလေးသဘောတရားသဘာဝနားမလဲထိုင်ကြီးပြောလို့လည်းမရဘူးမရအောင်အဲ့ဒါကလည်းဒီလိုဟာမျိုးပြောလို့မရအောင်လက်တွေ့နဲ့ဆက်ပြီးတော့ဒါကဘယ်လိုဖြစ်နေပါတယ်ဒါဟုတ်ပြီပြီးခိုးလို့အစင်နဲ့ဒါပြီးခိုးလို့အစင်မပြေဘူးသေးဘူးအဲ့ဒါကိုကြောက်ဝယ်သွားတဲ့လူတွေကလည်းမသိတဲ့လူကရှိတယ်ကွာတခါကျရင်ကွာဒီကြက်တဲ့ကောင်တို့ဝယ်သွားတယ်သူတို့မကြိုက်ဘူးဘေးရောင်လဲဘေးမှနာမည်ထားကြည့်တယ်အဲ့လိုကြက်တွေအများကြီးပဲဘာလို့လဲအဲ့လူပေါ်မူတည်တာပဲလေလူပေါ်မူတည်တာပဲလေဒါအမကြစ်ဝဲလူတွေတော်တော်များများလည်းကျွန်တော်လည်းကြုံရပါတယ်အရွယ်ရောက်တဲ့ကြစ်ကိုရောင်းပေးလိုက်ဆိုဟိုရောက်တာနဲ့အပီးကိုချထားတယ်အပီးချတာအဲ့ဒါဆိုတော့ဒီကြက်တွေအစာနဲ့လည်းမွေးတာတော့အဲ့လိုချမှဆိုရင်တော့အိုးဝရေနွေးဝတေတာတခါတည်းစားဖို့မွေးနှုတ်ဖို့အဲ့လိုလုပ်မှာပဲရမှာဟုတ်တယ်လေဒါတက်တဲ့ပဲပြောတာဟုတ်တယ်ဒါတိုက်ချင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အခုရဲ့ဒါဖြစ်ချင်တဲ့အိမ်မဲတို့ရီရွယ်ချေတို့ပန်းတိုင်တို့ဒါတွေကဖြစ်ချင်တာတော့ကွာတို့စီကကြက်သမားပေါ့ကြက်တိုက်တဲ့လူကြက်မွေတွေအားလုံးဆေးနီးတွေသိရမယ်ဟိုကိုယ်တိုင်ပေါ့နော်ကုသနိုင်ရမယ်ဟိုကြက်ပေါ်မှာဟိုတို့ဒီမှာဓာတ်ခွဲခန်းတွေပါမရှိဘူးလေဖြစ်လိုက် virus လား bacteria လားမခွဲနိုင်ဘူးဟိုအဲ့ဒါဆိုဆေးကိုဘယ်လိုစမ်းရတယ် virus လား bacteria တွေအဲ့လိုမျိုးတွေသိအောင်လုပ်မယ်ကိုယ်တိုင်ကုနိုင်ရင်နောက်ဆုံးကဒီကြက်တွေမမွေးဘဲနဲ့ဟိုဗမာကြက်ပုံစံမျိုးမွေးအောင်မှစီးပွားတစ်ခုဖြစ်နိုင်တယ်လေတကယ်မများနိုင်လို့ဖြစ်နိုင်တာပဲဟိုမလုပ်ပဲနဲ့တော့ငါတို့ကမလုပ်ဘူးမဖြစ်နိုင်ဘူးဆိုတာတွေမပြောသေးချင်ဘူးပေါ့ကွာနောက်တစ်ခုဒိုးစီကကြက်လောကမှာတယောက်နဲ့တယောက်ပုတ်ခတ်တာလေဟိုဝယ်တဲ့လူကလည်းဝယ်တဲ့လူကသူခံလိုက်ရသူကလည်းရောင်းတဲ့လူမကောင်းဘူးဒါမျိုးပြောတာတွေပေါ့နော်ဟိုတယောက်နဲ့တယောက်ကွာသူ့အမှားလားကိုယ့်အမှားလားမဟုတ်ဘူးတခါတည်းအဖြစ်ပုံပဲကောလို့အဲ့လိုလူတွေရှိနေသေးအဲ့လိုပြောနေသေးရဒီလောကမတိုးတော့ဘူးလို့ပါမညီညွတ်တာပေါ့အဓိကဟိုဘက်ဒီဘက်ညီညွတ်သွားရင်ဒီလောကတိုးတိုးတက်တယ်အခုကတော့ကျွန်တော်အမြင်ကတော့ကျွန်တော်ဒီ social network ကျွန်တော်ခွဲသုံးတယ်ပေါ့နော်ကျွန်တော် Facebook လည်းသုံးတယ် Telegram လည်းသုံးတယ် TikTok လည်းသုံးတော့လေအခုကျွန်တော်နောက်ပဲဘယ်လိုမြင်ရလဲဆိုတော့ဒီချစ်လောကမှာဒီချစ်ကိုတိုက်ချစ်မဟုတ်တဲ့ချစ်တွေကိုတိုက်ချစ်ဆိုပြီးတော့ရောင်းတဲ့လူတွေလည်းအများကြီးတွေ့လာရတယ်ပြီးတော့တချို့ကချစ်တော်မရဘူးကွာသူများထက်ပုံနဲ့လိန်တဲ့ကောင်တွေလည်းအများကြီးတွေ့လာရတယ်နော်အခုအဲ့ကြတော့ဘယ်လိုပြောမလဲဆိုတော့ဟိုနဲ့ပဲဆိုင်တာပေါ့ဒီကြက်ဝင်မဲ့လူရဲ့ knowledge နဲ့ပဲဆိုင်တာပေါ့နော်အခုနော်ကြက်ဝယ်တဲ့လူရဲ့ knowledge ပေါ့ဘယ်လိုကျင်လောကဘယ်လိုဖြစ်လာလဲအဓိကလူတွေကကောင်းတဲ့လောကကြီးတစ်ခုလိုဖြစ်လာတယ်အဓိကလူတွေကဘယ်လိုလဲဆိုတော့ပေါ်ချောင်ကောင်းပေါ်ချောင်ကောင်းလိုချင်တယ်ဟုတ်အဲ့ဒါကတော့ပေါ်ချောင်ကောင်းလိုချင်တော့လိန်ကန်ထိပါပဲဟုတ်လားတကယ်ကြက်ကောင်းတဲ့လူကတကယ် awareness ဖြစ်အောင်အခုကြက်ဝယ်တဲ့လူတွေအများကြီးဝယ်တယ်ဈေးအများကြီးပြီးအမြင်အတွေ့လေအမြင်တွေ့ကိုတကယ်ကောင်းတဲ့ကြက်ဝယ်တာလေဟုတ်လားဟုတ်တယ်ဘာလို့ဆိုတော့အဲ့ဒါဆိုတော့သူတို့အလိန်ခံမထိဘူးလေဟုတ်ဒါပေါ့အမြင်သေးဝယ်တော့အဲ့လိုတချို့ကကြတော့ကွာအဲ့ဒီကြက်မျိုးကွာတသိန်းခွဲ2သိန်း3သိန်းအဲ့လောက်နဲ့ရကြဘလို့ရမှာလဲအဲ့ကောင်လိန်ခံထိမှာပဲလေဩဒါဆိုလို့ရှိရင်ဒါဟိုဒီမြန်မာပြည်ကကြက်လောကဒီကြက်ဝန္ဒနာရှင်တို့ဒီ message ပေးရမယ့်ဟာကြတော့ကိုတိုက်ဖို့တဲ့ဆိုလုံးလုံးလတ်တိုက်ဖို့တဲ့ကိုဝယ်မယ်ဆိုလို့ရှိရင်ဒီကျင်ဝိုင်းထက်အမြင်အတွေ့ကြက်ကိုဝယ်ပြီးတော့တိုက်လိုက်ဝေးတိုက်လိုက်ရှင်းနေမယ်လိမ့်စရာအကြောင်းလည်းမရှိတော့အဲ့ဒီမှာကိုအမြင်ကောင်းမယ်ကိုကြက်မွေးရကောင်းရင်နိုင်ဖို့ရခံတော့များမယ်ဟုတ်တယ်ဟုတ်လားကိုကအမြင်မကောင်းဘူးကြက်မွေးရလည်းမကောင်းဘူးဆိုတော့နှစ်ချက်ကွက်ပဲ
တော့ ကြက်ဘူရောလောင်ကြီးရောရှောင်းမယ် ဒါဆိုလို့ရှိရင်ဒီ line ပေါ်ကနေမှဝယ်မယ်ဆိုလို့ရှိရင်ကိုတိတဲ့လူတွေဒီလွတ်ပြူးသေးပဲဖြစ်တဲ့ breeder တွေအဓိကတော့ဟိုနာမည်တလို့အပြစ်မခံနိုင်ဘူးဆိုပြီးတော့ဟိုလူသိရှင်ချရက်တီနေတယ်ဆိုတဲ့လူမျိုးတွေစီကနေဝယ်ပေါ့ အဲ့လိုဝယ် ကိုလည်းမတိတဲ့လူစီကနေ အဲ့လိုဝယ် ဝယ် ပြီး နေ လို့ တယ် ရှိရင် ပေါ့ ကိုလည်းခုနကပြောသလိုဟိုဒါလောက် အခုကဒီကျလောကမှာခါကြရေဗလဲကျွန်တော်တို့ကလာလေပြီးရောင်းနေလူတွေအာကြီးဆိုတော့ကိုအဲ့လိုမျိုးဖြစ်နေတယ်ဒါ message ပေးရမှာပေါ့နော် ဟုတ်တော့ ဒါဟိုတိုက်ချစ်ကိုမှဟိုတိုက်ချစ်ကိုမှဘယ်လိုပြောမလဲဟိုအတုံးချပြီးတော့ဒီလိန်ွားတဲ့ဆိုတဲ့ဟာမျိုးတွေကဟိုမဖြစ်သေးဘူးပေါ့နော်ဟိုကျွန်တော်တို့ကရှင်းပြောလို့ရှိရင်အလိန်ခံရတဲ့လူစားခံပြေးတာ ဟုတ်တယ်အဲ့လိုခုနအဓိကသူတို့လည်းပိုးချောင်းအောင်လုပ်နေတာကွာ ဟုတ် အဲ့ဒါဆိုတော့လိန်ကထိနေအောင်ပါပဲအဲ့လိန်နဲ့ကောင်တဲ့အခွင့်အရေးပဲလေ ဟုတ်တယ် အဲ့ဒါကတော့ ဟုတ်တယ်အဲ့လိန်နဲ့ဆိုတော့တချို့မှလည်းကွာမေးပြီးတော့အဲ့လိုပေါ့မယူတာလည်းရှိတယ်တစ်ခါမဟုတ်နှစ်ခါမဟုတ်သုံးခါမဟုတ်အဲ့လိုတွေလည်းရှိတာငါတို့လည်းကြုံရတာပဲ ဟုတ် ပြီးလို့ရှိရင်သူတို့ကမမှားဘူးသူတို့ပဲမှန်တယ် customer right ပေါ့ကွာအမြဲတမ်းအဲ့ဒါကိုလက်ကင်ထားတယ် customer တိုင်း right တာမှာမဟုတ်လားဟုတ်လားမှားတဲ့လူတွေအများကြီးပဲ ကျန်တဲ့စီဝါရေးလောကတွေကျန်တဲ့ business တွေမှာတော့ customer right ဆိုတာလက်ခံပေးလို့ရတယ်ကျွန်တော်တို့ဒီတိုက်ကျစ်လောကမှာတော့ customer right ဆိုတာမလာနဲ့ တီးရမယ်တက်ရမယ် ဟုတ်တယ် လုံးနိုင်တဲ့စွမ်းအားရှိရမယ်ဟိုတိုက်ချက်ကိုတိုက်ချက်လို့မွေးနိုင်ရမယ်အဲ့ဒါမှကြက်တာ ကျက်လို့လုံးနိုင်တော့ professional ရောင်းတဲ့ကောင်လည်းဘယ်သူမှကြော်ညာကြီးမရောင်းဘူး အဲ့လိုမွေးနိုင်ဘူးဆိုတော့မင်းအသလိုကြက်တာမွေးပမာချက်မွေးအချိန်တိုင်းချင်းတိုင်းထိုးအဲ့ဒါပဲကောင်းတာအဲ့ဒါမင်းတော့စီးပွားဖို့ဖြစ်လိုက်ဟုတ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ postcard ကိုဒီမှာပဲရက်လိုက်တော့မှာနော်အားလုံးမင်္ဂလာပါ အားလုံးကျေးဇူးတင်ပါတယ်အစိုးရကြည့်ပြီးလို့မြန်မာပြည်မှာတိုက်ချစ်ကိုဝါသနာပါတဲ့ဝါသနာလူညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဒီအသက်30ပြည့်မွေးနေ့မှာပေါ့နော်ဒီမြန်မာပြည်ခြေလောကကြီးကိုတူးသိစေဖို့ရည်ရွယ်ပြီးတော့မြန်မာပြည်ခြေလောကခြေဝါသနာရှင်များအားလုံးရဲ့ကောင်းကျိုးကိုရှေ့ရှုပြီးတော့မှကျွန်တော်ဒီမော်လမြိုင်ကိုလာပြီးတော့ဒါတိုက်ကျင်းနဲ့ပတ်သက်ပြီးတော့ဒါအဓိပတိဂူးယူဆိုလည်းမမဟုတ်ဘူးပေါ့နော်ဒါကိုမြင့်လေဦးနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုပြောမလဲကောင်းတို့ရဲ့ကောင်းတို့ချစ်လေးတွေအကုန်လုံးကိုမြန်မာပြည်ကတိုက်ကျင်းဝါသနာရှင်အားလုံးရဲ့ကိုစားကျွန်တော်ကနေပြီးတော့မှဒီအမေးဖြေလေးလှုပ်ထားပေးတဲ့ postcard လေးဖြစ်ပါတယ်ပေါ့နော်ဒီ postcard လေးကတော့အားလုံးပဲအစိုးရကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်